Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Sadhu 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 Bhadavi Baladodari Dabinyu Bodhi Mandali Adinchiya Maradina Zayo Zayadu Megala Bhadavi Baladodari Yedu Macha Jimalume Kamyedo Digajin Ashiro Mubabitado Tabinyu Alonso Dodiadu Gurai Manzwadido Mudom Yaswabiyashin Gurom Yajidi Bodhi Mandali Mimya Ukai Madai Didi Bodhi Benchi Yenai Adinchiya Deja Pwesha Yidwa Maya Mya Byalado Maradina Manami Isidi Abongo Seyo Yata Barami Ahom Yewadohi Laya Aung Jinji Aung Domu Dagedo Tata Machana Muto Edu Me Paya Tabido A De Ade Bagangeji Yua Osu Adwinshi Yuadu Yuada Nedu Neda Along Dua Mingala Aung Din Aung Jiao Mingala Abondi Sayadu Kayi Yao Aung Bi Miao Lin Lin Aung Mien Bazi Tadi Tadu 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 Tadawa Myaswa Piyangwa Chanda Jabasi Tadawa Myaswa Piyangwa Chanda Jabasi Tadawa Myaswa Piyangwa Chanda Jabasi Meda Yisha Dunga Pyan Ichan Jabasi Meda Yisha Dunga Pyan Ichan Jabasi Meda Yisha Dunga Pyan Ichan Jabasi Tashi Jama Seichanda Luya Sanda Bivasi Tashi Jama Seichanda Luya Sanda Bivasi Tashi Jama Seichanda Luya Sanda Bivasi Tadu 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 Oh yeah, Kalili Where down Did Mahadimiya Zabai Blowle? Kalili Mana A pie? Sa Mania Beyaga Mania Beyaga Lelo Tatoma Takani Nevi Takani Beo Todale Toda Tokaina, who are Tokainaga, Minglamin, do you Zoraga? Minglamin, who are Tokainaga, Jet the Yode Daga, and now Daga, Parele? Nadia led Halo, Katidina Todora, a shade Daga. Bedaga ni Todale? I say the guy named Mambabane, and now the guard him with Todor. Jala, I love you, Nadia Balu Legarale.
ဖယားလောင်းရဲ့ပါရမီဘုံကံကြောင့်ပါရမီဒီဘုံကံနော်ဘာလဲလဲအဲ့ဒါဆိုရင်ဇနီးတို့ကကိုဖြစ်ရင်ဖြည့်သလောက်ကိုဘုံကံတက်တယ်နော်ဘယ်လိုလဲရလားပါရမီဒီဘုံကံမြင့်ခြင်းရင်လွယ်လွယ်လေးဘုံကံမြင့်အောင်ရရချီရတာလားဟမ်မဟုတ်ပါဘူးတော့ဒီမှာအော်တာအရောက်ရင်ပါရမီမပြေဘူးထိုင်ရကြီးနဲ့ဘုံကံကိုတောင်းတာဗါလဲလေအဲ့လိုတွေရှိလားမရှိဘူးလားရှိတာပေါ့ဥမာဆရာလေးဆိုလဲအဲ့လိုတွေလားလာပြောကြတယ်လေတပည့်တော်သားလေးကိုတော့မေတ္တာပို့ပေးပါအောင်ဖေဟာဗါလဲလေတပည့်တော်သမီးလေးကိုတော့မေတ္တာပို့ပေးပါအောင်ဖေဟာအလုတ်ကံရခြင်းလို့ပါဖေဟာဗါလဲလေဘယ်ရောက်အစဉ်ပြေခြင်းလို့ပါဖေဟာရပါတယ်လူတိုင်းကိုတို့ကမေတ္တာနဲ့ထားပါတယ်တို့ထားတဲ့မေတ္တာလည်းအနည်းငယ်အများဘလို့ပဲတက်ရောက်အနည်းနဲ့အများတော့တက်ရောက်မှုတော့ရှိမှာပါရှိကောင်းလည်းရှိမှာပါရလားနော်ဒါပေမဲ့သူတို့ရဲ့အတွင်းထဲမှာကိန်းအောင်နေတဲ့ပါရမီဓာတ်ခံကိုလှုံလို့မှသူတို့ဘုံကံတကယ်တောက်ကိုသားသမီးကိုဘုံကံတောက်စေခြင်းနဲ့ဆိုလို့ရှိရင်ပါရမီဖြည့်ခိုင်းလွယ်လေးပဲရလားပါရမီဘုံကံကလှုံလို့ရင်နတ်ဒေဝတွေတောင်မနေနိုင်မဲနဲ့ကဲရတယ်ရလားနတ်တရားဝင်ပြီးလှည့်စားတာသူ့ရဲ့ဘာကြောင့်လဲပါရမီဘုံကံကြောင့်ရလားပါရမီဘုံကံကြောင့်တာမလုပ်တာလဲအနောက်ပေါက်တွေရှေ့ပေါက်တွေမှားတာဟုတ်လားသဘောပေါက်လားဒီတော့ဆရာလေးလည်းစဉ်းစားတာပေါ့နော်ဘယ်လိုစဉ်းစားလဲဆိုတော့တို့ဒီအနီးပတ်ဝန်းကျင်ကဟောဒီပတ်လေအကုန်လုံးရွာသူရွာသားတွေအားလုံးကပါရမီဖြည့်ကြမယ်ဆိုရင်ဘယ်လိုလဲရွာသူရွာသားတွေအားလုံးကကိုဒုက္ခပြေဖို့လာတဲ့ပုံကိုယ်တွေဒီနတ်တွေလှည့်စားလို့ဘာဖြစ်ကုန်မှာရလားနတ်မရာခံခြင်းရင်ဗါတယ်လေကိုဘုံကံကိုမြင့်ရလားကြံတဲ့နီးမရှိဘူးတခြားနီးမရှိဘူးရလားကိုဘုံကံတောက်ရှင်ရင်ဘာဖြစ်လွယ်လေးပဲသဘောပေါက်လားအဲ့တော့ဆရာလေးကပါရမီတော်တွေကိုလှုံလို့တဲ့အနေနဲ့ဖရာကြီးလာတဲ့တာဗါတယ်လေဖရာကြီးတဲ့တော့ကျတော့ကာယစွမ်းအားတွေသုံးလူတွေလှုပ်အားပေးမလာရဘူးလားဟာအဲ့ဒါဘာပါရမီလဲခန္ဓာကိုယ်ကြီးနဲ့ရင်းပြီးမှလာဖြစ်ရတဲ့ဒါနာပါရမီရလားအခုလိုတရားစခန်းတွေကျင်းပပေးတဲ့ခါကျတော့ဝေယဝိဆတွေမလုပ်ရဘူးလားသီလပါရမီဝေယဝိဆကိုပဲပါရမီထဲမှာထည့်ထားလဲသီလပါရမီရလားသဘောပေါက်လားအဲ့ကျတော့ဝေယဝိဆဆိုလဲအော်လောက်ကြဟေးရလားလှုပ်အားပေးဆိုလဲအော်အကုန်လုံးဝင်ပြီးပါလောက်ကြဟေးကိုပါရမီကိုရအောင်ယူပါရမီဖြစ်ကြောင်းအခွင့်အလမ်းကောင်းနေလာပေးနေတာဘယ်လိုလဲဟုတ်လားရတယ်နော်ဟောနောက်တစ်ခုတရားစခန်းတွေဖွင့်ပြီးတော့အိမ်ကအကုန်ပြစ်ပြီးတော့မှဒီကိုဘာလုပ်ရလဲလာရတယ်ကာမဂုဏ်ချမ်းသာကိုခိတ္တခဏစွန့်ခွာပြီးတော့မှဘာလုပ်ရလဲလာရတယ်ရလားဒုံလဘတွေဝင်ပြီးတော့ဟောဒီစပင်းတွေကိုစွန့်ရတယ်နေခံမှာပါရမီဘာပါရမီလဲလွတ်စွန့်ရတယ်ဘယ်လိုလဲစုပ်ထားတဲ့လူတွေကစပင်လေးတောင်မစွန့်နိုင်ဘူးရလားဘာမှန်းကိုမသိဘူးเนาะတခါအဖွားတယောက်ကအဲ့လိုပဲစပင်လေးရလေဟိုဇီးပူသီးလောက်ပဲကြံတော့တယ်စပင်လေးကဘာလောက်ပဲကြံလဲဇီးပူသီးလောက်ပဲကြံတော့တယ်အဲ့ဒါကိုကပြောတယ်မထူးတော့ဘူးကတုံးလေးတုံးနေပါလားဗါလဲလေအခုရာသီဥတုပူတာနဲ့ကွာကြည့်လိုက်ရင်စပင်းကြီးတွေကကြည့်လိုက်ပြီဆိုထဲထဲမှာကြီးတွေနဲ့တိတ်တနာတာဒီလားအမိုက်ပုံကြီးခေါင်းပေါ်မှာတင်ထားတယ်လို့ပဲတို့ကကြည့်လိုက်ရင်တိတ်တနာတာအမိုက်ထုတ်ကြီးခေါင်းပေါ်မှာထမ်းပြီးတော့မလုပ်နေရလဲတွားနေရတာတို့ကဂယုနာတွေတိတ်ဖြစ်တာပဲသိလားဘာကြောင့်နော်တို့ဆိုအခုရေချိုးပြီးရင်ဒီလိုလေးလုပ်လိုက်ရုံပဲနိုးနီရှမ်ပူလဲလို့လားခေါင်းလျှော်ရဝယ်ရလားရလားပြီးရင်မနဲ့ကြရင်အလှချင်းပြိုင်ကြမလားဘယ်လိုလဲတော့အိမ်မောင်ဆောင်ကအလှလေးတွေဘာလုပ်ကြမယ်ပြိုင်ကြမယ်ညီတို့ချင်းသေးကြီးတွေကြလို့လို့ကြီးတို့ကဒီတိုင်းလေးပဲဟုတ်လားညီတို့ခေါင်းမပြီးရင်
အယူကြီးကြလို့ဟုတ်လားမဟုတ်ပါကျူးပြင်ပေးနေရတဲ့သင်္ခါရဒုက္ခညီတို့ကပို့တယ်ဟိုနောက်ကညီတို့အကုန်ပါတယ်ခေါင်းလေးတွေအကုန်ပါတယ်စပင်းနေကြည့်ပြီးတိတ်တနာတာပဲဘယ်လိုလဲတော့မစွန့်လွတ်နိုင်လို့ဆွဲလန်းနေလို့ဒုက္ခရောက်နေရပါတယ်သမုဒယသစ္စာဒုက္ခသစ္စာနောက်မှလဲနေတာအိုးသမုဒယနဲ့ဘာတွေနဲ့လဲနေလဲဟာဒီသမုဒယဒုက္ခကြီးကိုထမ်းရလာရက်တောင်ကြီးတပြန်ခေါင်းညပူတာဟုတ်ဗျာအလေးပဲဟုတ်မဟုတ်တို့ကကတုံးကိုရက်ခတ်ဆရာလို့လားအစ်စေးပဲဟုတ်လားအားကြရင်လိုက်လို့လေတို့ကချမ်းသာလက်ငင်းချမ်းသာဘယ်လိုလဲနေခမပါရမီချက်ချင်းကိုချမ်းသာပြပေးလိုက်ချက်ချင်းကိုပါပေးလိုက်လေချမ်းသာမှုကိုပေးလိုက်တယ်ဟုတ်လားတို့ရောင်စုံဝတ်တွေမလို့ဘာလဲရောင်စုံဝတ်တွေမလို့ဟိုပွဲလေဒီယုံနဲ့တက်တာနောက်ပွဲလေဒီယုံနဲ့ပဲတက်တယ်ဘယ်အလူအပင်ဒီယုံအဝိစားရွေးစရာမလို့ဖနန်းမလို့မိတ်စကတ်တွေမလို့တနခါတွေမလို့မြခုံးမွေးတွေချပင်းနေညိုးထုံးကိုမလေးဒီလောက်ချမ်းသာတာတော့မသိကြဘူးမသိမှုသည်ရလားဒုက္ခဒုက္ခကြီးကိုထမ်းထားတာသည်တဏှာဒုက္ခဒုက္ခကြီးကိုပြန်ပြီးညှိတွယ်နေတာသည်ရလားဘာသစ္စာတွေပွားဘာတွေရောက်ထမ်းပြီးတော့တရားလာနာရှာတယ်သိတနာတာပဲဘုံကံရောမကွာဘူးလားဘုံကံမကွာဘူးလားနေခမပါရမီဆိုတဲ့စွန့်လွတ်နိုင်မှုစွမ်းအားကြီးတဲ့ပုံကိုယ်တွေကရှေ့တန်းမှာထိုင်ရတယ်အေးဒါတို့ခေါ်ပြလိုက်ပါဟုတ်လားနေခမပါရမီနေပါတယ်အိုးအတင်းသူတော်ကောင်းတို့မြင်ရလားဒီနေ့ဦးကြွနေကြပြီဟုတ်တရားချကြွနေတာနော်မဟုတ်ဘူးတကယ်ဆယ်လေးကကြည့်လိုက်တာဆင်းရဲနေတာတနာလို့ဘယ်လိုလဲရာသီဥတုကရမ်းပူတာကွာစပင်းကြီးကိုဒုက္ခတွေခံပြီးတော့ထုံးရဖွဲ့ရပြီးညအိမ်နဲ့ညီတို့သိဆင်းရတာနော်ညအိမ်မဆင်းရဘူးလားဆင်းရဲတယ်အဲ့ဒီခေါင်းတွေကချွေးတွေရောကြီးတွေရောသဲတွေရောဖုံတွေရောအပပတိလားအမြင်နဲ့တွေကိုယွန်းစရာဆက်ဆုပ်စရာပြုပြင်ပေးရတဲ့သင်္ခါရဒုက္ခလည်းအကြီးဟေးရှမ်ပူတွေနဲ့ဘာလို့ကလျှော်ရဟာခေါင်းကြီးမချောက်လို့ချောက်အောင်ဘာလို့ကလောကဟာတုံတိလားတို့ကရေချိုးကနေမှာလဲရေချိုးကနေထွက်လာလဲဘလောက်ပေါ်ပါလဲသိလားရလားတနာစပွဲလေးတွေဟေးလူမြင်ကောင်းအောင်ထမ်းထားရတာဘယ်လိုလဲမြင်ကောင်းအောင်ထမ်းထားရင်လှတယ်ထင်ပြီးတော့မှတနာကလည်းလှည့်စားထားတာတနာကလည်းလှည့်စားစပင်းလေးနဲ့လှလိုက်တော့ဆိုပြီးတော့မှတနာညာထားတာဘာလဲတကယ်အမှန်မြင်တဲ့ဝိဇ္ဇာဉာဏ်ကိုတက်ကြည့်လိုက်စမ်းမှာကတုံးနေရာမှာလှတာဒါနဲ့ပဲပြောကြရတာပဲမဟာတင်မိကလည်းပြီးတော့မှမဟုတ်ဘူးလေတက်နိုင်ပြောကျင်နေတာကလုံးနေမတုံးလို့ဒါကိုပြောကျင်နေတာသီလရှင်ဝတ်ဆောင်နေရရှိသေးတယ်နော်ကဲအဲ့ဒါဘာပါရမီနေခမပါရမီရလားနေခမပါရမီအဲ့ဒါပြီးတော့ရောဒါနာတိလာနေခမပညာဝရိယပညာပါရမီတိုးတက်အောင်လို့ညာတိုင်းတရားတွေဟောပေးပြီးအသိဉာဏ်တွေကိုဖွင့်ပေးနေတယ်နေ့တည်းကျရင်လည်းပရိစ္ဆေသုံးပတ်တွေပါလုပ်ပေးနေတယ်သင်ပေးနေတယ်အဲ့ဒါဉာဏ်ကြီးလာအောင်လို့ဗါလဲလေအဲ့ဒါဇာတိကဘာပါရမီဖြည့်ပေးနေတာလဲပညာပါရမီဖြည့်ပေးနေတာရတယ်နော်အဲ့ဒါဆိုရအောင်ယူရမှာပေါ့ရလားအဲ့ကျတော့တရားနာတဲ့ပုဂ္ဂိုလ်တွေအားလုံးတော့ပညာပါရမီပြည့်သွားပါပြီဗျာဘာပါရမီတော့ဒါပေမဲ့ကိုလိုချင်တဲ့ limit တစ်ခုထိပြည့်စုံဖို့ကတော့ကိုယ်ကိုယ်တိုင်ဆက်လက်ပြီးတော့အားထုတ်တင်တယ်နော်ဒါကြောင့်မလို့ဆရာတို့တရားစခန်းပြီးသွားရင်လည်းအိမ်မှာတစ်နေ့ကိုအနည်းဆုံး1နာရီတော့တရားနာပါတစ်သက်လုံးကအိမ်စာတစ်နေ့ကို1နာရီတော့အသိဉာဏ်တွေရင့်ကျက်လာအောင်လို့ဘယ်လိုလဲရလား
ဒါနာတိလာနေခံမာပညာဝရိယဝရိယပါရမီလေးတွေကလည်းရှင်းပြပြီးပြီနော်9နာရီဟိုမှာတရားဝဲရှိရင်9နာရီတရားဝဲဟေးလာမယ်ဟေးဆိုပြီးတော့မှအာကျုပ်ခနဲ့အာထုတ်နေရတဲ့ဝရိယနဲ့မှဟောဒီကိုရောက်လာနိုင်တာနော်ရလားအဲ့ဒီလိုအာမထုတ်ရင်ရောက်လာနိုင်မှာမလားမရောက်လာနိုင်ဘူးရလားဒါကြောင့်မလို့အခုလိုမျိုးရောက်ရှိလာတဲ့ပုံကိုယ်တွေအားလုံးကဘာပါရမီကိုဖြည့်နေရလဲဝိရိယပါရမီဟာတရားလေးလာနာလိုက်တာနဲ့တန်တယ်ဟေးပညာပါရမီလည်းပါသွားတယ်ဝရိယပါရမီလည်းပါသွားတယ်တဏှာကြီးဆိုတဏှာကြီးနှစ်နာရီဆိုနှစ်နာရီဟောဒီမှာဆရာလေးရှိမှငုတ်တို့ကြီးထိုင်နေရတော့ဘုရားတရားတန်ခါကိုလှူထားရတယ်ဒါနာပါရမီရလားဟောတော့တဏှာကြီးဆိုတဏှာကြီးမှာပါဇက်တွေကလည်းတိတ်ပြီးတော့နားထောင်နေရတာဟုတ်လားနော်ဟုတ်မဟုတ်ဝစီကနေလုံးမနေဘူးလားအိမ်မှာဆိုညီတို့အဲ့တဏှာကြီးတွင်ဘာတွေပြောမှန်းကိုမသိဘူးဟုတ်မဟုတ်နော်အဲ့ဆိုဟောဒီမှာရောက်နေတဲ့တဏှာကြီးသီလပါရမီပါမနေဘူးလားပါတာပေါ့ခန္ဓာကိုယ်ကလည်းအနေနဲ့များတော့တို့ပြေးလွှားစော်ကစားတာမဟုတ်ဘူးလူကြက်ကြက်ထဲမှာထိမ့်သိမ့်ဆောက်ရှောက်ထားတာဘာလုပ်ထားတာလဲကာယကံနေလုံခြုံနေတယ်ဝစီကံနေလုံခြုံနေတယ်မနောကံကလည်းဆရာလေးပြတဲ့တရားအပေါ်မှာစူးစိုက်ပြီးတော့မှနစ်ဝင်နေရတဲ့အတွက်အကုသိုလ်တွေးလုံးနေတော့မဝင်နိုင်ဘူးရလားအဲ့ဒီအချိန်ခဏလေးဒီကိုယ့်အတွက်ဘာဖြစ်နေတယ်ပါရမီမြောက်နေတယ်သီလပါရမီမြောက်နေတယ်ရလားဟောတရားလေးနာတာနဲ့ကိုနော်အကျိုးတွေကအများကြီးပဲဒါပေမဲ့ဒီအကျိုးတွေအများကြီးပါလို့အမှန်မသိမှုဒီအဝိဇ္ဇာကြောင့်မလို့ညှိတွေ့တဲ့တဏှာမာယာများတဲ့တဏှာကသွားမနေနဲ့လို့များပြောလိုက်ရင်ဆက်ငင်နဲ့သွားရောက်ဖို့ချီတုံချတုံတိုက်ပွဲဝင်ရဘူးလားသဘောပေါက်လားဒါပေမဲ့တိုက်ပွဲဝင်တဲ့ကြားလေးကဟောဒီလိုရောက်လာနိုင်တာဒီဝီရိယပါရမီရလားအဲ့ဒါပြီးရင်ဟောဒီမှာဒီပရိသတ်တွေကအများများတဲ့ခါကျတော့သူ့အနံကိုယ့်အနံလည်းသိခံရမယ်ထင်တယ်တို့ကတော့ရှိဆိုတော့အနံမရအဲ့တော့မှတော့အများကြီးဆိုတဲ့ခါကျတော့သူ့အနံကိုယ့်အနံလည်းမလုပ်ရမယ်သိခံရမယ်သူ့ချွေကိုယ့်ချွေလည်းသိခံရမယ်ထင်တယ်ဟုတ်လားနော်ဒီနေ့ဆိုရာသီဥတုကလည်းတော်တော်ပြင်းတဲ့ခါကျတော့ဥတုရဲ့ဓာန်ကိုတော်တော်လေးကိုသိခံရနိုင်မယ်ဆိုတော့တို့ခန္ဒီပါရမီတရားလာနာတာခန္ဒီပါရမီပါတယ်နော်မပါဘူးမထင်နဲ့ဘာလို့ဆိုရှိရတရားဟောနေတဲ့အချိန်မှာအမလီဓာယီဝတ်တန်ဒီတနာယီတန်ဒီတော့မလှုပ်အောင်တော့နည်းနည်းတော့ဟန်လှုပ်နေရသေးတယ်နော်တိမခံနေရဘူးလားခဏပြင်ရင်တော့မကောင်းဘူးထင်တယ်ဆရာလေးရှိထိုင်နေရတာဆိုပြီးတော့အဲ့လိုမျိုးလေးနဲ့ကြိတ်မိတ်ပြီးတော့မလုပ်ရလဲတိခံနေရတဲ့အတွက်ဘာပါရမီခန္ဒီပါရမီရလားရန်ခါကျရင်လူတွေကများတဲ့ခါကျတော့မဆက်တော့ကလေးတွေကိုပေါင်ပေါ်တင်ထားရသေးတယ်ဘယ်လိုလဲလဲကလေးတွေကိုပေါင်ပေါ်မှာတင်ထားရတဲ့အတွက်ဒီကလေးရဲ့ဝိတ်ကအချိန်ကြာဖိထားရတဲ့အခါမှာတီးခံမနေရဘူးလားကလေးမေတွေတီးခံနေရတဲ့အလျောက်ခန္တီပါရမီမြောက်နေပါတယ်တရားထိုင်နေတဲ့အချိန်လေးခဏအတွင်းမှာပဲဘာပါရမီမြောက်နေလဲရလားနှလုံးသွင်းပြီးယူတတ်ဖို့ပဲလိုတာဗျာဘယ်လိုလဲလဲဟုတ်တယ်ပြန်ဆုံးမယ်ကျတော့ဒီပါရမီ10ပါးလေးတအောင်လို့နော်ဘာလို့ဆိုပါရမီ10ပါးကိုစုံညီအားလုံးဖြည့်ကြစေချင်တာအားလုံးဖြည့်ကြလို့ရှိရင်ဟောဒီကက်ကလည်းငါတို့အကုန်လုံးဘာလဲလွတ်မှာဘုံကံရှိန်ဝါတွေအားလုံးဘာလို့လာကြမှာလဲတက်လာကြမှာရလားအဲ့ဒါဆိုရင်ခုနကတော့တင်မိမင်းသားလိုပဲဇောက်ချိုးတွေဘာလို့မှာလဲဖြစ်ကုန်မှာတို့မမြင်တော့ဘူးဗါလဲလေရလားတော့ပေါက်လားနော်အဲ့ဒါဆိုဒါနာတိလာနေခံမာပညာဝရိယခန္ဒီမေတ္တာကြံသေးတယ်ဗါလဲလေတရားနာတဲ့ခါကျတော့ဆရာတို့ကလာတိုင်းမေတ္တာတွေမပို့ရဘူးလားတရားပွဲစကလေးကဘာကြီးနဲ့စရတာလဲမေတ္တာကြီးနဲ့စရတာဟုတ်လားအဲ့ဒါဆိုရင်မေတ္တာပါရမီမပါဘူးလားဒါနော်ခန္ဒီမေတ္တာအဋိဋ္ဌာနအဋိဋ္ဌံပါရမီဘယ်လိုလဲလဲဒိဋ္ဌံပါရမီလေးကကျတော့ဥမာ9နာရီဆိုရင်9နာရီတိုင်းဟောဒီနေရာကိုတရားသွားနာပါမယ်လို့ဒိဋ္ဌံချလိုက်ဟဲ့လား9နာရီတိုင်းဟုတ်လားအခုတို့ဘယ်နည်းကြံသေးတော့9ရက်တိတိဘာလဲတော့9ရက်တိတိ9နာရီတိုင်းဟဲ့လေဟောဒီနေရာကိုရောက်အောင်လာမယ်လို့ဒိဋ္ဌံချလိုက်ရလားဒါဆိုရင်ဘာပါရမီဖြစ်သွားလဲအဋိဋ္ဌံပါရမီရရင်နော်နောက်တဲ့သစ္စာပါရမီဘာပါရမီလဲမနေ့တော့ဆယ်လေးကသစ္စာဆိုပေးလိုက်ဘူးလားတို့ပြုတဲ့ကုသိုလ်ကြောင့်ဟုတ်လားအခက်ခဲအနိဋ္ဌာယုံနေအဲ့တော့လည်းသွားပါတယ်အနိဋ္ဌဘေးဒံရံမှန်ခတ်သိမ်းတွေ့ကြုံလာရတဲ့အခါမှာဟောဒီတို့ပြုထားတဲ့ကုသိုလ်တွေဒီနားလည်လားတို့ဘာလို့ပေးနိုင်ပါစေတန်ကွန်ရဲ့ပမာကာကွယ်တားဆီးပေးနိုင်တော့အယံတားသည်ဖြစ်ပါစေတည်းရလားတို့ဤနေ့ရက်ကစပြီးဤနေ့ရက်ထိဥပုပ်တွေ
စောင့်ခဲ့ကြပါတယ်ဤစကားသည်မှန်ကန်သောသစ္စာစကားဖြစ်ပါတယ်ဤမှန်ကန်သောသစ္စာစကားရဲ့တကုရှိန်သောအစွမ်းသက်သည်အာနုဘော်ကြောင့်ငါတို့မျိုးငါတို့ရွာရလားရရင်နော်ငါတို့အိမ်ငါတို့မိသားစုအားလုံးဘာလို့ရပါလို့ဤဘေးအမျိုးမျိုးမှာလွတ်မြောက်ရပါလို့ဤရလားအဲ့ဆိုဘာပါရမီသစ္စာပါရမီရလားပါရမီတွေဖြည့်ပေးနေတာနော်ဘုံကံတွေတောက်အောင်လို့ဗျာတရွာလုံးဘုံကံတွေတောက်အောင်ဆွဲထုတ်နေတာနော်ရလားဒါနာတိလာတရွာလုံးမဟုတ်ဘူးတဲ့အေးနေပါဦးမှာတခြားရွာနက်တွေကလည်းအများကြီးပါတော့တရွာလုံးဘုံကံတောက်အောင်ဆွဲထုတ်နေရလို့တို့ကအားကြီးနဲ့ပြောတာချက်ချင်းထောက်တာနော်တခြားရွာတွေကလည်းနက်တွေကပါလာတယ်ရွာအများကြီးသူများရွာတွေရောအကုန်လုံးနော်ချင်းနဲ့တော့ကြာရအဲ့ဒါမှတို့ဟုတ်လားဘယ်ကလာရွာမြရွာတွေအကုန်လုံးဆွဲထုတ်နေရမလို့လဲတော့ဂျင်းနဲ့သွားပြီအဲ့ဒါမှနောက်ကနဲ့တည်းကဓာတုတဲ့ဟုတ်လားပြန်ပြောမယ်ဒါနာတိလာနေခမပညာဝရိယခန္ဒီမေတ္တာဒိဋ္ဌာနာသစ္စာဥပေက္ခဒီနေ့ဥပက္ခပါရမီမဖြေခိုင်းဘူးလားဒီနေ့ဖြည့်သွားတာဆရာလေးက2နာရီလုံးဘာပါရမီလဲဥပေက္ခပါရမီရလားဥပေက္ခပါရမီရဲ့သဘောကဝမ်းတန်ကြတွေ့ရင်အရက်မပြောနဲ့ဗါတယ်လေဝမ်းနေကြတွေ့ရင်ရမ်းငုံနေနဲ့ရလားဝမ်းနေကြတွေ့ရင်လေနေလိုက်မြင်လိုက်ဖြစ်နေတာလောကရန်ပဲလို့သိရမှာလေဗါတယ်လေကောင်းလိုက်ဆိုးလိုက်တလဲစီဖြစ်နေတာလောကတဘာဝဗါတယ်လေရလားလောကရဲ့တဘာဝတရားကိုကအကောင်းလေးလာလိုက်အဆိုးလေးလာလိုက်ဘာကြောင့်လောကရဲ့တဘာဝလဲဆိုလောကရဲ့တဘာဝကလည်းကမ္မရဲ့နိယာမကလာတာတို့ပြုခဲ့တော့ကကံသင်္ခါရသည်ကောင်းလိုက်ဆိုးလိုက်ရလားတို့မသိမှုအဝိဇ္ဇာဥဆောင်ပြီးတော့ကောင်းတာတွေလည်းလုပ်တယ်မကောင်းတာတွေလည်းလုပ်တယ်ရလားအဲ့လိုလုပ်ခဲ့တဲ့အတွက်တို့ပြန်ရတဲ့အခါမှာအကောင်းတွေလည်းရတဲ့အခါရှိတယ်အဆိုးတွေလည်းရတဲ့အခါရှိတယ်ရလားဥပမာပေါ့ဆရာလေးဆိုဒီနေ့ကိုပြန်မြင်တာဟာဆိုပြီးတော့ကိုတော်တော်လေးကိုအံ့ဩသွားပြီးတော့မှအတန်ဝေကတွေရသိလားနော်ဘာလို့ဆိုတော့ကျတော့ဆရာလေးကဒီအတန်ပေါ့နော်အတန်နဲ့ပတ်သက်ပြီးတော့ဥပမာပေါ့အတန်ပါဝါပေါ့အတန်အမျိုးမျိုးလုပ်တတ်တယ်တော့ဘယ်လိုလဲတော့အတန်ကိုအမျိုးမျိုးလုပ်တတ်တယ်ဥပမာပြောပြမယ်ယောက်ျားတန်လည်းရတယ်မိန်းမတန်လည်းရတယ်သိလားမေတ္တာတုတ်ကလေးပြောပြမယ်နော်ယတာနုဘာဝတော်ယခာမိမတန်ဘာလဲယတ ानु ဘဝတောယခာနေဝတတန်နိပိတနံယညိဇေဝ ानु ယုံသံတော်ရတိန်ဒီဝမတန္တိတော်အာဟုတ်လားလို့တလို့လုပ်လို့ရတယ်နော်အဲ့ဒါဘာကြောင့်လဲလို့အတိတ်ကံကိုပြန်ကြည့်လိုက်တဲ့ခါကျတော့တို့ကခွေးဖြစ်တဲ့ဘဝတုန်းကဘယ်လိုလဲယဟန်နေသွားလို့ရှိရင်ရှေ့ကနေဟောင်ပေးခဲ့လို့ဘာခွေးဖြစ်တဲ့ဘဝတုန်းကယဟန်နေသွားတဲ့ခါကျတော့လမ်းမှာတခုခုဖြစ်မှာဆိုလို့ဆိုပြီးဟောင်းပေးခဲ့တယ်ကိုယ့်ရဲ့အတိတ်ကံလေးကြောင့်မလို့ဟုတ်လားအတန်လေးနည်းနည်းတော့မလုပ်နဲ့လို့တလို့သုံးလို့ရတယ်နောက်တစ်ခါကျတော့ဆရာလေးတို့အဲ့မှာခွေးဒီခွေးတွေကလည်းဆရာလေးကိုတွေ့ရင်လမ်းပြပေးတာလို့သိလားဟိုဘက်ကျောင်းမှာဆိုလဲနော်ဆရာလေးခွေးလေးကဒီဘက်ကျောင်းဟိုဘက်ကျောင်းတရားထိုင်သွားရင်သူမြဲတမ်းလမ်းပြပြီးတော့မှလမ်းရှင်းပေးတာဟဲ့လေအဲ့မှာဆရာလေးကကြည့်နေအဲ့ဘယ်နာရောက်တော့သိလားဟိုတခါလဲကိုတခါမှမရောက်ဘူးတဲ့ဘာကူလည်းမသိဘူးသွားတာခွေးလေးကအရင်လာကြည့်တာဘယ်သူကလာကြည့်ခွေးရလာကြိုပြီးတော့လမ်းပြပေးတာ तू ကဟိုဘက်ကိုတွားပြီးဟုတ်နဲ့ကိုရှိရရန်သူလေးတွေရှင်းပေးကိုကကြည်နေတာ။အော်ကိုပြုတ်ခဲ့တဲ့အကြောင်းနဲ့ကိုရနေတဲ့အကျိုး။ဗါတယ်လေကိုပြုတ်ခဲ့တဲ့အကြောင်းနဲ့ကိုရနေတဲ့အကျိုးအဲ့ဒါလေးကြည်တယ်ဗောနော်။ဟဲ့ဒီနေ့ဖြစ်တဲ့တန်ဝေကကျတော့ဘယ်လိုလဲဆိုတော့ကျတော့ဆယ်လေးကဒီနေ့လဲလူတရားဟောရင်းနဲ့ချောင်းနေဆိုပြီးတော့အတန်ဝင်သွားသေးရဲ့နော်မနဲ့တုံးကလေမနဲ့တုံးကအဲ့လိုမျိုးဆိုတော့ဒီအတန်ကခဏခဏပြဿနာဖြစ်တယ်သိလား။ဟာလေဒီမှာအတန်နဲ့ပတ်သက်တဲ့စီးကိုလည်းအမြဲတမ်းမလုပ်ထားစောင်းထားအဲ့လိုမျိုးဆိုကြအတန်ကအမြဲတမ်းပြဿနာဖြစ်တာကဇလျာဒီလေဘင်းမှာအတန်အိုးမှာအတန်မတဲတာလို့ပြောတယ်အတန်အိုးမှာဘာဖြစ်တာအတန်မတဲတာအတန်နည်းနည်းသုံးလိုက်ပြီဆိုလို့ရှိရင်အတန်ကအဲ့လိုမျိုးနည်းနည်းဘယ်လိုဖြစ်သွားပုံမှန်မဟုတ်တော့ဘူးပေါ့နော်ပုံမှန်မဟုတ်တော့ဟိုဇလျငယ်ငယ်တုန်းကဟောခဲ့တဲ့တရားတွေဒီအတန်မဟုတ်ဘူးအခုဒီအတန်ကြီးဖြစ်သွားတာသိလားငယ်ငယ်တုန်းကဟောခဲ့တဲ့တရားတွေခလေးတန်လေးသိလားခလေးတန်လေးအဖေယူတော်စနေအဖေငယ်ငယ်တုန်းကမိန်းကလေးတန်လေးအခုယောက်ျားတန်ကြီးဖြစ်နေပြီနော်လို့သမီးက
အဲ့လိုပေါ့ပြောရလို့ရှိရင်အဲ့ဒါဗာလဲဒီအတန်အိုးမှာပြဿနာရှိတယ်ပြဿနာရှိတော့ဒီနေ့စိတ်ကဘယ်လိုဖြစ်လဲဆိုတာကျတော့အော်လို့ဒီအတန်ကိစ္စကနကနပြဿနာဖြစ်တယ်ဘယ်အကုတ်တူလည်းမသိလို့ဆိုပြီးတော့သိလားအဲ့လိုမျိုးကြည့်လိုက်မိတာကိုအရင်တော့မကြည့်တော့မသိဘူးနော်အဲ့နဲ့ဘယ်အကုတ်တူပါလဲလို့ကြည့်တော့တို့ဖုံးကြီးဖြစ်ခဲ့တဲ့ဘဝတစ်ခုမှာဗါတယ်လေဖုံးကြီးဖြစ်ခဲ့တဲ့ဘဝတစ်ခုမှာအဲ့ဒီအမျိုးသမီးတယောက်ကသူကတရားရနေတာပေါ့နော်အမျိုးသမီးကတရားရနေတာတို့ဖုံးကြီးဖြစ်ခဲ့တဲ့ဘဝတော့ဒါမဲ့တို့ကဖုံးကြီးဆိုတော့မသိဘူးဖုံးကြီးဆိုတော့အဲ့ဒီမျိုးသမီးတရားရနေမှန်းမသိဘူးမသိဘဲနဲ့မိန်းမတို့နှိမ်နဲ့စိတ်ကလည်းငကူမူရင်အခန့်မှာကိုကရှိခဲ့တာသိလားရှိခဲ့တာပေါ့လေအဲ့လိုရှိခဲ့တဲ့အခါကျတော့အဲ့ဒီဖုံးကြီးကအဲ့ဒီတရားရနေတဲ့မိန်းမကိုဘယ်လိုပြောခဲ့လဲဆိုတော့ကျတော့မိန်းမကတရားဟောချင်တာဗါတဲ့လေငါပြောခဲ့တာသိလားမိန်းမကဘာလုပ်ချင်တာလဲတရားဟောချင်တာအေးငါကိုမိဖို့ရငါအတန်လောက်တောင်မှအတန်တစ်ခုတော့မင်းမိလို့မရဘူးဗါတဲ့လေအော်ဒဂျင်တဲ့တန်းကိုကယောက်ျားဆိုတော့အတန်ဩဇာအတန်အိုးရဲ့ဩဇာကိုကဘာဖြစ်နေရလဲကြီးနေရအဲ့ဒါကိုမန်တက်ခဲ့တာအဲ့ဒါကိုဘာလုပ်ခဲ့ရလဲမန်တက်ခဲ့တာမန်တက်ပြီးတဲ့ခါကျတော့မှအဲ့ဒီမိန်းမဖြစ်နေတဲ့မင်းကဘလောက်ပဲអော်ပြီးတော့ဟောငါအတန်ကိုခြေပြားတော့မိမှာမဟုတ်ဘူးလို့ပြောခဲ့တာတဲ့ဝစီကန်ကြီးခုမှဒိန်းဆိုဒီနေ့မြင်လိုက်တာအောင်မလီကြောက်လိုက်တာဟေးရလားအဲ့ဒီကျတော့တို့ဘလို့ပဲကုန်းမီဩယောက်ျားတယောက်လိုအတန်ပါဝါမရနိုင်ဘယ်လိုကုန်းမရနိုင်ဟုတ်လားသဘောပေါက်လားကုသိုလ်ကလည်းကုသိုလ်ရဲ့အကျိုးလေးကိုတက်တက်ကလေးထုတ်တာရလားအကုသိုလ်ကလည်းအကုသိုလ်ရဲ့အကျိုးလေးကိုတက်တက်ကလေးထုတ်တာပါလားရလားအဲ့မှာဆရာလေးကဒီနေ့ကြောက်စရာပဲကံတွေကကြောက်စရာပဲဘယ်လိုလဲကံတွေကကြောက်စရာပဲသိလားအဲ့ဒါနဲ့အခုကျတော့ကိုပြုတဲ့ကံတရားတိုင်းပဲကိုခံစားဆန္ဒနေရတယ်လို့အနေနဲ့များသိလာတဲ့အခါမှာခုနကတော့လို့စိတ်ကဒီအတန်ဝင်သွားလဲတိတ်ပြီးတော့ဝမ်းနေမှုမရှိတော့အတန်ကောင်းနေလဲဝမ်းတာမှုမရှိတော့မာနလည်းနဲသွားတယ်ပေါ့လေလုံးတော့ပဲပြောက်အောင်ပါတော့နော်ကိုလည်းရဟန္တာမှမဟုတ်တာဟုတ်လားအဲ့လိုဆိုရှုနေရတော့ပေါ့နော်မာနကတော့ဘာလုပ်နေရတော့လဲရှုနေရတော့မယ်ဟုတ်လားအခုတော့မှဒီနေ့တော့မှဘယ်လိုတွေဖြစ်ဘယ်လိုတွေရှုနေရလဲသိလားဒီနေ့ခန္ဓာကိုယ်ကတခုခုဆိုအစားလေးနည်းနည်းမှသွားရင်တော်တော်ခံရတာတော့သိလားနေစက်လေးကအဲ့ဒီမုံရင်းငါဖတ်တီဟိုအဖတ်တီနဲ့မတည့်ဘူးဗျသိလားမတည့်တာကိုဒီနေ့ဟိုကတ်တော့လေမဆန်းကြီးတို့လည်းကတ်တော့ကျတော့ကိုကလည်းဖုံးပေးခြင်းနဲ့စိတ်ကလည်းရှိတယ်လေကျသူတို့လည်းကုသိုလ်ရစေချင်တယ်ပါတယ်အဲ့ဒါနဲ့ဒီလောက်ကလေးပဲစွန့်ကောက်လိုက်တာနော်ဒီလောက်ကလေးပဲအဲ့ဒီမုံရင်းငါဖတ်လာမုတ်တီဖတ်လာနော်အဲ့ဒါလေးကိုကောက်လိုက်တာဗျအဲ့ဒါလေးကိုလည်း तू ကရတာလေးကလည်းကောင်းတယ်လေကောင်းတော့ကျတော့အဲ့ဒါနဲ့ကိုကလည်းကိုအောင်စားလိုက်တာအဲ့တော့ကောက်ပြီးတော့ဗာလဲကိုအောင်စားလိုက်ဟာတဏီကုံခံရတာအန်နေတာလေတွေကြည့်အန်နေဘာလဲလေတွေကြည့်အန်နေဟာတော်တော်ဆူပဲဆိုပြီးတော့ကိုကဘာဖြစ်လို့ပါလဲဆိုရုပ်ကဖောက်ပြန်ပြီဆိုရင်အကြောင်းတရားဘယ်နှပါလဲ၄ပါသူကအကြောင်းရှာတာလေအကြောင်းရှာတော့ကံကြောင့်လားဘာအကျွေးကြောင့်လဲဆိုလိုက်ရှာတော့ကံကြောင့်မဟုတ်ဘာကံမှပြန်မတွေ့သိလားအဲ့ဒါနဲ့ဥဒုကြောင့်လားဥဒုတာပြင်းလို့လေတွေအန်တာလားဆိုသိလားအဲ့နဲ့လည်းမဆိုင်ဘူးအဲ့ဒါလည်းမဟုတ်ဘူးနောက်ကျတော့ထိန်းဆိုခုနကတော့စားခဲ့တဲ့ဟာကြီးပြန်ပေါ်တယ်ဘာလဲအဲ့ဒီမှာအာဟာရကြောင့်ဘာလဲကံစိတ်ဥတုအာဟာရအကြောင်းတရား၄ပါးပြုပြင်ထားတဲ့ရုပ်နော်ကိုပိုင်တယ်လို့ပြောလို့မရဘူးဗျာအကြောင်းတရား၄ပါးတစ်ခုလွဲသွားတာနဲ့ဟောရုပ်ကြတန်းဖောက်သွားတာနော်တန်းကြီးဘာလို့သွားလဲအဲ့ဒီမှာစိတ်ထဲမှာလစ်ခနဲဆိုဘာဖြစ်သွားလဲဆိုဝမ်းနေသွားဘာဝမ်းနေတာသိလားဘာဝမ်းနေသွားလဲဆိုတော့သူများလိုတန်မာတဲ့ခန္ဓာကိုယ်လေးရကျင်လိုက်တာလို့ဖြစ်သွားဘယ်လိုလဲတန်မာတဲ့ခန္ဓာကိုယ်လေးလို့တွေးထင်လိုက်တာကအဝိဇ္ဇာရရင်နော်တန်မာတဲ့ခန္ဓာကိုယ်လေးကိုရကျင်လိုက်တာလို့မျှော်လင့်တာကတဏ္ဍအဲ့မှာထိန်းဆိုကိုယ်အဝိဇ္ဇာနဲ့ကိုယ်တဏ္ဍကိုမြင်သွားတဲ့ခါကျဟာဆိုသိလားအဲ့ဒါနဲ့အဲ့ဒီအဝိဇ္ဇာတဏ္ဍကိုဘသူကပံ့ပိုးပေးနေတာလဲဆိုပြန်ကြည့်လိုက်တဲ့ခါကျသူများလိုလေးဆိုပြီးသူများနဲ့တွားပြီးကွန်ပယားလုပ်တတ်တာမာနသူများနဲ့တွားပြီးကွန်ပယားလုပ်တာမာနနောက်ွယ်ကကြိုးကင်နေတာမာနနဲ့တဏ္ဍဘာလဲအဲ့မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟုတ်တာပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတဏ္ဏမာနဒိဋ္ဌိဆိုတဲ့တရား၃ပါးဒီတန်ត្រာကိုမွတ်နေအောင်လဲစေတဲ့ပင်မအကြောင်းရင်းဖြစ်တယ်တဲ့ဟုတ်တာပဲဟုတ်လားငါဟာဆိုတဲ့ဟိုပြောရင်ခန္ဓာ၅ပါးပေါ်မှာငါလို့ထင်ထားတဲ့ထင်မြင်မှုကကိုယ်မှမရှိတော့ရလားအဲ့လို့ဆိုတော့ကိုကဘာဖြစ်နေတယ်ခုတဏ္ဏနဲ့မာနနဲ့လဲနေတာကိုတော့ပြောရင်တော့ကိုလည်းလဲတော့မယ်ကိုလည်းဗါလဲ
ဒီလိုပဲလဲတဲ့ကြားထဲကနေယုံထွက်နေရတာပဲနော်အဲ့ချိန်မှာဇန်ဒီကအဲ့စိတ်ကိုလှည့်ရှုတယ်အော်ဒီတော့မာနကထောက်ထားတယ်မာနကထောက်ထားတော့တဏှာကလည်းအားကောင်းနေတယ်ရလားတဏှာအားကောင်းတာကိုပြန်မသိနိုင်တော့အဝိဇ္ဇာကခေါင်းကျုပ်ပဲအဲ့ဒါလေးတွေကိုစိတ်ကလေးတွေကိုရှုနေတာဟုတ်လားစိတ်ကလေးတွေကိုရှုအကြောင်းရင်းကိုလှည့်ပြီးတတ်လိုက်တဲ့အခါကျတော့ခုနကတော့ငါလက်ကနေဝမ်းနေတဲ့စိတ်ကဘယ်တော့ခါမှပြန်မပေါ်လာတော့ပဲနဲ့အပြီးပါလို့ဆိုတယ်ချုပ်ပြောက်သွားတယ်ဟုတ်ဆိုအရင်ကိုစစ်လိုက်တာလေရလားရလားအမြစ်ကိုလှည့်ခုတ်လိုက်တာအပင်မတန်တော့ဘာလဲလဲအမြစ်ကိုလှည့်ခုတ်လိုက်တာအပင်မတန်တော့ရလားပထမဦးဆုံးတရားရှုမှတ်တဲ့ယောဂီပုဂ္ဂိုလ်ကကြတော့ဒေါသဖြစ်ရင်ဒေါသဖြစ်တယ်လို့စရှုရတာဘာလဲလဲဆရာတို့ကျတော့အသိဉာဏ်ရင့်ကျက်သွားတော့ဒေါသရဲ့ပင်မအကြောင်းရင်းကဘာလဲလို့နောက်ကိုပြန်ရှုတာရလားအဲ့ကျတော့ဒေါသရဲ့အမြစ်ကဘယ်ရလာတာလဲဆိုပြီးမှနောက်ကြောင်းပြန်ပြီးတော့ရှုတော့ပင်မအကြောင်းရင်းကိုမြင်တော့ပင်မအကြောင်းရင်းကိုဆွဲပြီးနှုတ်လိုက်တာရရင်နော်ဒါကြောင့်ဆရာကအမြဲတမ်းပြောတာခေါင်ကိုပြည့်ရင်အကုန်နိုင်တယ်ခေါင်ကိုပြည့်ရင်အကုန်နိုင်အဝိဇ္ဇာတဏှာကိုသာတဲပြီးတော့မလုပ်လိုက်ရှုလိုက်ရလားအဲ့ကျတော့ဆရာတို့ကအဲ့ဒီအဝိဇ္ဇာတဏှာထဲမှာမြင်တာကတဏှာပဲတဏှာကိုသာမြင်လိုက်အဝိဇ္ဇာကအလိုလိုတည်သွားပြီတဏှာကိုသာလှည့်ရှုလိုက်တဲ့စိတ်ကလေးကဝိဇ္ဇာဉာဏ်ရလားဒါကြောင့်မလို့တဏှာကိုမြင်အောင်ရှုလိုက်ဒါကြောင့်မြတ်စွာဘုရားကဆရာတို့တရားဟောတော့ကကြတော့ရှင်ပုံနာကိုတရားဟောတာမလားရှင်ပုံနာကသူ့အတွက်ကမ္မထမ်းတောင်းတဲ့ခါမှာမြတ်စွာဘုရားကဘာကိုပဲထောက်ပြခဲ့တာလဲဆိုတော့ဘာကိုပဲဆွဲထုတ်ပြခဲ့တာဆိုတော့တဏှာကိုပဲဆွဲထုတ်ပြခဲ့တာဗျာဘာကိုပဲလဲတဏှာနိရောဓနိဗ္ဗာန်တဲ့ဘာလဲလဲတဏှာနိရောဓနိဗ္ဗာန်တဲ့တဏှာသိရင်နိဗ္ဗာန်ပဲတဲ့ဘာလဲလဲအရန်လွယ်တာပဲတဏှာသိရင်နိဗ္ဗာန်ပဲတဲ့ရလားတို့ကလည်းတဏှာတွေကအပေါက်တိုင်းတက်နေတာနော်တဏှာတွေကအဲ့ဆိုတော့အပေါက်တိုင်းကိုဘာလုပ်ရမှာလဲရှုရမှာပေါ့အပေါက်တိုင်းမှာတဏှာပေါ်တိုင်းမှာတည်နေပြီဘာလဲလဲဒါကြောင့်ပုံနာအစင်းအတန်အနက်အရသာတွေးထိစရာကြံတွေးစရာစသောထိုအာယုံတို့အပေါ်၌ဘာလဲလဲထိုအာယုံတို့အပေါ်၌ညီကပ်တွေ့တာတတ်သောသဘောတရားကိုဆွံ့လွတ်လော့ညီကပ်တွေ့တာတတ်တဲ့သဘောတရားသည်တဏှာပဲညီကပ်တွေ့တာတတ်တဲ့သဘောတရားသည်တဏှာပဲအဲ့ဒီတဏှာကိုသာဘာလို့လောဆွံ့လွတ်လောရလားတဏှာနိရောဓနိဗ္ဗာန်တဲ့တဏှာသိရင်နိဗ္ဗာန်ပဲသိလွယ်တာပဲမဖမ်းနိုင်လို့မမိတာသိလားအခုဒီနေ့တော့ကိုကဖမ်းလိုက်နိုင်တယ်ဖမ်းလိုက်နိုင်ပြီမဲ့လည်းအဲ့ဒါကိုပြန်ပြီးတော့မှမန်တက်မိရင်တစ်ခါလဲတာနော်ကိုတရားကိုတော့ကိုပြန်ပြီးမန်တက်ရင်နိဗ္ဗာန်မရသေးဘူးဗျာအဲ့ဒါသိပြီးတော့တိမ်မွေ့တယ်ဟုတ်လားတချို့တရားသမားတွေကတို့ဘယ်နှနာရီထိုင်နေလဲဆိုအဲ့ပုံမှာသွားပြီးမန်တက်မိရင်တစ်ခါပြန်ပြီးမွတ်နေအောင်လဲတာနော်မာနနဲ့ပြန်လဲတာနော်ဘာလဲလဲနားလေလားတိတ်တိထားဖို့ကောင်းတယ်တရားလေးတွေကနော်အေးဒါပြောရင်ရှည်သွားတော့မယ်ဘယ်ရောက်တော့မှလည်းမသိဘူးကဲအခုကသွားအောင်မယ်အခုချိန်ကြီးမသိသေးဘူးအဲ့လိုတွေပြောမိနေရဒီထဲမှာဆရာလေးတို့တရားလာမထိုင်ပေမဲ့ဉာဏ်ထက်တဲ့ပုံကိုယ်တွေပါကုန်ပေါ်တယ်သိလားဒါကြောင့်ဆရာလေးကဒီမှာကမ္မထရှုွက်တွေပါပေးပြနော်ကဲဆက်ပြီးတော့သွားမယ်နော်အဲ့ဒါနဲ့သူနန္နာယထမှုကယထာပေါ်မှာမင်းသားကိုတင်ပြီးတဲ့ခါကျတော့အဲ့ယထာပေါ်ကိုလည်း तू ကဘလို့တင်လဲဆိုတော့ဟိုကအတီကောင်ကြီးတို့နေတော့ तू ကပွေ့ချီပြီးတင်တာလေဘလို့လဲပွေ့ချီပြီးတော့တင်တာအဲ့ဒီမှာပွေ့ချီပြီးတင်တော့နန်းဘွားလည်းဆင်းလာရောအဲ့ဒီမှာမအေးကြီးဘလို့နေမယ်ထင်တယ်သားကိုတတ်ဖို့သူ့မျက်စိရှိတယ်မလုပ်သွားရလေခေါ်သွားတော့မဲတော်မိဖုရားကြီးကလက်အစုံနဲ့ရင်ဘတ်ကိုတီးပြီးမှငိုတာဘလို့လဲတော့ဟာယထမှုရဲ့နောက်ကိုငိုကြွေးပြီးမှမုတ်ဦးနန်းတော်ဦးထီလူလဲပြီးလိုက်တာဟာလေအနားပါရဲ့နော်ဟုတ်လားအဲ့လိုမျိုးလိုက်တာလိုက်တဲ့ကမှာဖះလောင်းမင်းသားကမဲတော်ကြီးပူပန်ခြင်းကိုတီးမခံနိုင်လို့မဲတော်ကိုမျက်စောင်းလေးတိန်းရှူတယ်တဲ့ဘာလဲလဲဟိုကသူ့ကိုဒီလိုအကောင်လိုက်ပွေ့သွားတာနော်မဲတော်ကလိုက်လို့တော့သူကဒီလိုလေးပါလဲမတိမတာမျက်လုံးလေးပါလို့ကြည့်ရလဲမျက်လုံးလေးကိုတိတ်ကြည့်တယ်ငါမဲတော်တဲ့ငါစကားမပြောရင်ဒီဝေဒနာနဲ့ပဲနှလုံးကွဲပြီးသိမလားမသိဘူးတဲ့ဘယ်လိုလဲတဲ့ငါကြောင့်ငါအမေသေးရင်ငါကတော့တသက်လုံးနှလုံးမချမ်းသာတော့ဘူးတဲ့ရလားအဲ့ဒီချိန်မှာစကားပြောလိုက်ရမလားမသိဘူးလို့စိတ်ပေါ်တယ်တဲ့စကားလေပြောလိုက်ရတော့မလားမသိဘူးအမိကိုတနာလွန်းလို့စကားပြောလို့တော့အကြံတော်ဖြစ်တယ်တဲ့ရလားသို့တော်လည်းအဲ့ဒီအကြံတော်ကိုတားမြစ်၍ဗါတယ်လေတားမြစ်၍တဖန်တဲ့စိတ်ကိုတီကြည်စေပြီးမှအကယ်၍ငါအခုစကားပြောခဲ့ရင်16နှစ်လုံးလုံလာပြုခဲ့သမျှအကျိုးမဲ့ဖြစ်တော်မယ်ရှိမှတောက်လျှောက်တီးခံလာခဲ့ရတယ်ဟုတ်လားတောက်လျှောက်ကြည့်ပါလို့ခဲ့ရတာလေဒီဝေဒနာနဲ့ငါအမေမသေးနိုင်တော့သေးပါဘူးတဲ့ငါစကားမပြောဘဲနေရင်
ကိုယ့်အကျိုးမိဘအကျိုးညားစွာနောင်ခါဖြစ်လာမယ်တဲ့မိမိအကျိုးမိဘအကျိုးဘာလို့လဲ तू ကဟိုရောက်ရင်တရားဟောတော့မှာဟိုရောက်ရင်သိဝတ်တော့မှာလေတော်တဲ့ရောက်ရင်ဘာဝတ်တော့မှာလဲအဲ့ဒီချိန်တရားပြန်ဟောမှာရလားအဲ့ဒီချိန်ကျရင်တရားပြန်ဟောမှာဖြစ်တဲ့အတွက်အများကြီးအကျိုးရှိမယ်အဲ့ဒါကြောင့်မလို့တီးခံတယ်ရလားအဲ့ဒီကျတော့အလားတူပဲဆက်လေးတို့လည်းဟောဒီမှာတရားစခန်းမှာလာပြီးတော့တရားထိုင်တာပဲဖြစ်ခုလိုမျိုးတရားလာနာတာပဲဖြစ်ဖြစ်တို့ကနေပြီးတော့အချိန်စီးတဲ့ဒီနာမယ်ဆိုပြီးမှတီးခံဒါလည်းလေဘာလို့လဲဆိုတော့ဒီကနေရသွားတဲ့တရားတွေကိုဒီကနေနာကြားထားတဲ့တရားတွေကိုဟာကိုယ့်ရဲ့တငယ်ချင်းတွေဟုတ်လားကိုယ့်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့အိမ်သူအိမ်သားတွေကိုပြန်ပြီးတော့ sharing လုပ်မယ်ပြန်ပြီးတော့မှဝေမျှမယ်ရလားအဲ့တော့အများအကျိုးကိုလိုလားတဲ့စိတ်နဲ့လည်းတီးခံရလားသဘောပေါက်လားအဲ့လိုမျိုးနဲ့တီးခံနော်အဲ့နဲ့အခုလဲဖျားတာဖြစ်ရင်အလုံးစုံသောတတ္တဝါတွေအများကြီးကျွတ်တန်းဝင်မှာဆိုမြတ်စွာဘုရားကတီးခံရလားသူကိုယ်သူနော်အဲ့ဒါကြောင့်ဗုဒ္ဓမြတ်စွာလောင်းလျာတုံးကနောက်ဆုံးအထိပါရမီလူနဲ့များစွာချမ်းသာရေးမို့အသက်ပေးလို့ဖြည့်ခဲ့သည်ဗုဒ္ဓမြတ်စွာသာသနာအတွက်မို့၅ပါးအသက်ဆုံးစေမည်နောက်မဆုတ်ပေါင်းခုလိုတွေ့လို့ကုသိုလ်ရေးမို့ကြိုးစားမည်ဆရာလေးကအဲ့စိတ်နဲ့ရုံထွက်တာဝေဒနာချမ်းနေရလားဝေဒနာချမ်းတွေပေါ်လာတဲ့အခါမှာပြောင်းဆန်းပြီးတော့မှဟုတ်လားအယိုးတွေကွဲမတက်ပြင်းထန်တဲ့ဝေဒနာဇိုးတွေကိုအဲ့စိတ်နဲ့ကြော်တာရလားဗုဒ္ဓမြတ်စွာလောင်းလျာတော်ကပေးဆက်ခဲ့တဲ့ပါရမီတော်တွေကိုပြန်ပြီးတော့မလုပ်တာလဲစင်ကြင်တာနောက်ဆုံးထိပါရမီဖြည့်သွားတာနောက်ဆုံးထိပါတယ်လေအဲ့ကြတော့လူတွေနဲ့တွေအများကြီးချမ်းသာရရောက်ဖို့အတွက်ဗုဒ္ဓဟာဒီလိုရင်းနှီးပြီးတော့ပေးဆက်သွားတာဖြစ်တဲ့အတွက်ဗုဒ္ဓမြတ်စွာသာသနာအတွက်ငါအသက်ဆုံးခြင်းဟိုက်နားမှာဆုံးသွားပါစေရလားအဲ့ဒီစိတ်နဲ့ဆရာဝေဒနာမျိုးစုံကိုကြော်ခဲ့တာပဲသဘောပေါက်လားအဲ့ကြတော့ဆရာတို့ကအဲ့ဒီစိတ်သာလူတိုင်းမှာရှိကြမယ်ဆိုရင်တို့သာသနာကြီးထွန်းတောက်တယ်နော်ရလားဝေယဝိဇ္ဇပြုတဲ့ပုံကိုယ်တွေကလည်းတို့အသက်ဆုံးရင်ဆုံးပါစေရလားတရားအားထုတ်တဲ့ယောဂီတွေကလည်းတို့အသက်ဆုံးရင်ဆုံးပါစေရလားအဲ့ဒီလိုစိတ်မျိုးသာလူတိုင်းကိုယ်စီရှိကြမယ်ဆိုရင်တို့သာသနာကြီးကိုလူတိုင်းမော်ဖူးရမယ်နားလေလားသဘောပေါက်သွားပြီလားအဲ့ဒီလိုဟောပေးပါလို့ပြောလို့ဟေးနတ်တွေကကျသိနေထားနော်အဲ့ဒီဆရာလေးရဲ့အဲ့ဒီအတန်ကြားကျင်လို့လေငါအဲ့လိုမျိုးအားကြီးနဲ့ဟောတာကိုသူကကြိုက်တာလေဟေးငါလည်းမတက်နိုင်ဖြည်းဖြည်းဟောချင်တာဝဲတောင်းတော့လေမင်းသမီးကကနေရကဲဒါနဲ့နော်အဲ့ဒီခုလဲအလားတူပဲနော်သူ့ကိုယ်သူထိမ့်ချုပ်ပြီးတဲ့ခါကျတော့မှဗာလဲစကားမပြောဘဲနဲ့လိုက်သွားပြီယထာဘောကိုသွားပြီဟိုကလည်းစောင်းထိုးမောင်းပြီအနောက်ပေါက်ထင်ပြီးတော့အရှင်းမင်္ဂလာတကားကြီးကနေဘာလုပ်သွားရလဲထွက်သွားတာဟင်နတ်တွေကလည်းလက်ပတ်ထားပြီးဘုရားလောင်းရဲ့ပါရမီတော်တွေကြောင့်မလို့နတ်တွေကလည်းလက်ပတ်ထားတဲ့ခါကျဗာရဏသီနေပြည်တော်ကနေအရှင်း3ယူဇနာအကွာတောအုပ်ကိုတနေချင်းနဲ့ရောက်ဘယ်တော့တုတ်တန်ရောက်သွားပြီထင်နေတာသူကဘယ်ရောက်သွားပြီထင်စတ်တော်ကလေးအမပေါက်ကြီးထွက်ပြီးတော့ဟုတ်လားတောအုပ်ကလည်းရောင်းလိုက်ဒီလိုလေးနှုတ်လိုက်တယ်တောအုပ်ကိုတန်းရောက်သွားတာဆိုတော့သူစိတ်ထဲအရှိတကားလို့ပဲထင်မလဲနတ်တွေကလှည့်စားတာသူလည်းအထာကြပြီဆိုပြီးတော့မှဒီကောင်ကိုကျွင်းတူးမြုပ်ဖို့ဆိုပြီးတော့သူကကျွင်းသွားတူတာသူကကျွင်းမတူးခင်ဘာလုပ်လဲဆိုတော့ကျတော့အဲ့ဒီတကူလုံးမှာဝတ်ထားတဲ့လက်ဝတ်လက်စားတွေအရင်ချွတ်လိုက်သေးတယ်ဒီကောင်မြေမြုပ်တော့မှဆိုဒါတွေကအသုံးမလို့တော့ဘူးလေဟုတ်လားအဲ့လိုဆိုတော့သူ့လက်မှာပတ်ထားတဲ့မင်းညီမင်းသားနဲ့ပတ်သက်သမျှအဆောင်ရောင်တွေအကုန်လုံးဘာလုပ်တာလဲချွတ်သွားတာသူကအကုန်လုံးချွတ်ပြီးအရှက်လုံးရောင်လောက်ပဲဖုံးမိထားခဲ့တယ်အစိုးပိုင်းလေးနဲ့ပေါ့အရှက်လုံးရောင်လောက်ပဲထားခဲ့ဘယ်လိုလဲဟီရီအော်တပတရားလေးရှိုံလောက်ပဲတဲ့အပိုင်းလေးနဲ့ပတ်ပြီးတော့ရှိသမျှတကူကောင်လုံးချွတ်ပြီးဘာလုပ်သွားပြီလဲထုတ်ပြီးတော့သူကတင်ထားလိုက်ပြီခဏနေသူနန်းတော်ပြန်ယူသွားမှလေဟုတ်လားအဲ့တော့ပြီးတော့သူ့အလုပ်တိုင်းပဲသူသွားပြီးတော့ဘာလုပ်လဲသွားပြီးတော့တူးပြီကျင်းတူးပြီနော်အဲ့ဒီမှာကြည့်အောင်အဲ့ဒါကျင်းတူးတဲ့ခါကျတော့နည်းနည်းလေးဝင်လာမယ်သူယုံမှာဖြစ်တည်ဟူ၍မြင်းယထာတကားလုတ်တိုင်းကိုအမင်္ဂလာဖြစ်ရအောင်ရွေးတယ်တဲ့သူယုံမာတွေကိုပြစ်ပြီးဆိုရင်အမြဲတမ်းအမင်္ဂလာရက်ကိုဒါဘာလုပ်လို့ရှိလဲရွေးလေးရှိတယ်တဲ့ရလားဒါပေမဲ့တဲ့ဖျားလောင်းကတဲ့စီးစိမ်တွေကိုစွန့်ကြဲခဲ့တဲ့ဒါနပါရမီဟောပြန်လာပြီတို့ခုနကတော့ပြောခဲ့တယ်နော်ဘဝတန်တရားတစ်ချောင်းလုံးရှိသမျှစီးစိမ်တွေဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမှာသမီးသားနဲ့တထာဇနီအကုန်လုံးစွန့်ခဲ့တာလေအဲ့ဒီပါရမီကနည်းနည်းလေးဖြစ်ပါမလားအဲ့ဒီနောက်ကဌာနပါရမီတွေကလိုက်နေတာ
ရလားပြီးလို့ရှိရင်မြတ်သောအာယုံ၌ကောင်းစွာထိမ့်သိမ်းဆောက်ရှောက်ခြင်းဟူသောတီလာပါမြတ်သောအာယုံမှာကောင်းစွာထိမ့်သိမ်းထားတာတီလာတယ်ဒီမှာအဓိပ္ပာယ်ဖွင့်ဆိုချက်လေးကိုကြိုက်တာနော်မြတ်သောအာယုံမှာကောင်းစွာထိမ့်သိမ်းထားတာကိုတီလာဒါကြောင့်ဆရာတို့ကကမ္မထံဘာဝနာပွားများတဲ့အခါမှာအာနာပါနဆိုတာမြင့်မြတ်သောအာယုံရလားဗုဒ္ဓနုတ္တိဆိုတာမြတ်စွာဘုရားဒီဟူသောမြင့်မြတ်သောအာယုံဟောရလားမြင့်မြတ်သောအာယုံမှာဘာဝနာစိတ်ကိုတွတ်သွင်းထားတာပါရမီလို့ဟောသွားတာကြည်စမ်းအဲ့ဒီသဘောကျနော်မြင့်မြတ်သောအာယုံမှာစိတ်ကိုကောင်းစွာထိမ့်သိမ်းထားခြင်းသည်သီလပါရမီတဲ့နော်ရလားဒါဆိုရင်တို့စပြီးတော့တရားအားထုတ်ကြရမှာသီလပါရမီတွေဖြည့်ခဲ့တာမဟုတ်ဘူးလားဟာတို့ကဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိအာနာပါနာအာတုပါမရဏအားလုံးကမြင့်မြတ်သောအာယုန်တွေကြီးပဲဗါတယ်လေဟုတ်လားဒီတော့သိသွားပြီလေတို့နေတိုင်းပါရမီဖြည့်လို့မရဘူးလားတရားစခန်းပြီးသွားရင်နေတိုင်းပါရမီဖြည့်ခွင့်မရှိဘူးလားရှိတာပေါ့အိမ်မှာသမင်းချက်နေတဲ့ပုံကိုယ်တွေလည်းပါရမီဖြည့်လို့မရဘူးလားရှားတာပေါ့မြင့်မြတ်သောအာယုံမှာစိတ်ကိုထားလိုက်လေဟုတ်လားဇက်လေးရောင်းမှဇက်လေးကိုဖုံးဆက်တယ်ဇက်လေးရဲ့တပည့်တော်ကလည်းတရားလည်းလိုက်ပြီးအားမထုတ်နိုင်ဘူးအားလည်းမအောင်အိမ်မှာလုပ်တယ်လည်းတားရှုပ်တယ်တဲ့သိလားအဲဆိုတော့တပည့်တော်အိမ်မှာနေရင်းနဲ့လုပ်လို့ရတဲ့ကမ္မထံလေးပေးလိုက်ပါဦးနဲ့ဘယ်လိုလဲအဲ့ဒါနဲ့ဇက်လေးကသူ့ကိုပေးလိုက်တယ်ဘယ်လိုပေးလိုက်လဲဆိုတဲ့အခါကျတော့အာနာပါနတစ်မျိုးပဲပေးလိုက်တာဗါတယ်လေလျောင်းတဲ့ရက်သွားအိန္ဒိယဘုတ်၄ပါးလုံးရှုနေလို့ရှုတာကိုသိနေလျောင်းတဲ့ရက်သွားအိန္ဒိယဘုတ်၄ပါးလုံးရှုတာကိုသိနေအိမ်မှာထားပါတော့ကလေးနှုတ်တိုက်တယ်နော်ကလေးကနှုတ်ဆုံးနေရမလားကလေးကိုကြည့်ပြီးတဏှာပဲတက်မနေနဲ့ကလေးကိုကြည့်ပြီးတဏှာပဲတက်နေတယ်မလေးငါသားလေးငါသမီးလေးနဲ့တမှုတရားသစ္စာတွေလုံးမနေနဲ့ဘူးနော်ကလေးလေးကိုကြည့်ပြီးချမ်းသာပါစေရလားနှုတ်တိုက်တဲ့အချိန်မှာနော်ဒီ तू စိုးနေရလေးကိုကြည့်ပြီးတဲ့ခါကျတော့မှ तू အာဟာရပြည့်ပြီးတော့မှချမ်းသာပါစေမေတ္တာလေးနဲ့ဗါတယ်လေအိမ်မှာမေတ္တာပါရမီမြောက်နေပြီနော်ရလားသမင်းချက်တဲ့ခါလဲအလားတူပဲအိမ်ရလူတွေစားကြပါစေဆိုမှဒါနပြုနေတဲ့ပုံစံမျိုးနဲ့သမင်းချက်အလူကြီးပေးနေတဲ့ပုံစံမျိုးနဲ့ဗါလဲသမင်းချက်စိတ်ကလေးပြောင်းလိုက်ဒီကြုံမာကြီးကပဲလုံးရတယ်တွေလုံးမနေနဲ့ရလားနော်တပြက်စီးလေးလဲရင်လဲလားလူပဲအိမ်မှာတန်ရှင်းပြီးတောက်ပြောင်းသွားတဲ့ခါမှာစိတ်ချမ်းသာကြပါစေကြည်ရသူအပေါင်းမြင်ရသူအပေါင်းမေတ္တာထည့်လိုက်ဗါတယ်လေရလားအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကမ္မထံဘာဝနာတစ်ခုနဲ့မလုပ်မယ်နေမယ်ကြံတဲ့ချိန်မှာနှာခေါင်းလေးမှာသတိကပ်လိုက်ဗါတယ်လေရလားနှာခေါင်းလေးမှာသတိကပ်လိုက်လွယ်လေးဆရာလေးကလှုပ်ခဲ့ပြီးသားသိလားလွယ်လေးဆရာလေးဆိုအရင်တော့ဆိုဆိုင်ကည12နာရီတနာရီလည်းမပြီးဘူးဒီမှာဟွာလေးဘောင်ချာလေးဆွဲရတာသိလားညာလုံးလို့နော်ကိုကမာတွေညာလုံးလို့အဲ့ဒါဘာလုပ်နေရမှတ်တော့ဒီမဲ့အောက်ကနေစာရေးနေတာဘောင်ချာဘာလုပ်နေရလဲရေးနေတာဒါပေမဲ့အဲ့လိုလုပ်ခဲ့တာစိုင်းဆောင်ရင်းနဲ့ကမ္မထံအားထုတ်ခဲ့တာဗါတယ်လေသဘောပေါက်လားအဲ့ဒါပြီးတဲ့ခါကျတော့အဲ့လိုပဲဆရာရှိကနေစာသင်နေပြီဆိုလို့ရှိရင်သိလားကျောင်းသူဘွားတော်ကလေဆရာရှိကနေစာသင်နေပြီဆိုနောက်ကနေကြည့်နေတယ်သူရေးလိုက်တဲ့စာလုံးလေးတွေငကိုတော့ကမရှိဘူးခုမှရှိလာတာငကိုတော့ကမရှိဘူးခုမှရှိလာတာအနိစ္စလို့ရှုနေတာဗါတယ်လေအဲ့ဒါပြီးမှလို့ရင်လိုက်ကူဆိုကွာလဲကူတယ်ကူရင်းနေတဲ့စာအုပ်ထဲမှာငကိုတော့ကမရှိဘူးအဲ့စာတွေကခုမှရှိလာတာငကိုတော့ကမရှိဘူးအခုမှရှိလာတာရလားအဲ့ဒါပြီးသွားပြီဆိုလို့ဆရာပြီးသွားပြီလားအားလုံးပြီးသွားပြီဒက်စတာနဲ့တော့လည်းကိုယ်ဆိုအနိစ္စလို့ရှုချိုက်တယ်လို့လဲငကိုတော့မရှိဘူးခုမှရှိလာတာအခုလည်းမရှိတော့ဘူးခဏနေမရှိတော့ဘူးအကုန်လုံးပါဖြစ်သွားပြီလေပြီးသွားပြီရလားတရားရှုနေတာနောက်တစ်ခါအိမ်မှာလည်းအဲ့လိုပဲသမင်းချက်တဲ့ခါကျတော့မေးရရောဒါတင်ပေးဆိုတာဟင်းရလေးတွေတင်နေတယ်ငကိုတော့အကောင်လေးအခုတော့ဟောင်းသွားပြောင်းသွားဟင်းရလေးတွေချွေးနေပြောင်းသွားရလားအဲ့ဒါပြီးဟင်းရတွေကိုရေထဲကိုစိတ်ရလားရေထဲကိုစိတ်ပြီးတော့ကြောဖို့အတွက်စီလေးကငကိုတော့မထည့်ရသေးဘူးအခုမှထည့်လိုက်တာငကိုတော့မရှိဘူးအခုမှရှိလာတာအနိစ္စငကိုမရှိတာလေးကနေရှိလာတာအနိစ္စရလားအဲ့ဒါပြီးတဲ့ခါကျတော့မာရီစီလေးကပွက်လာတယ်ငကိုတော့မပွက်ဘူးခုမှပွက်လာတာဗါတယ်လေငကိုတော့မပွက်ဘူးခုမှပွက်လာတာပြောင်းလဲလာလို့အိဋ္ဌဗါတယ်လေပြောင်းလဲလာတယ်အဲ့ဒါအတိုင်းရှုနေတာတော့တို့ကသမင်းချက်ရင်လည်းတရားမှတ်နေတာဗါတယ်လေသမင်းချက်ရင်လည်းတရားမှတ်နေတာအဲ့ဒါပြီးသွားလို့ရှိရင်ခုနကတော့လို့ဘာပဲထောင်းထားတဲ့ဥစ္စာတွေငကိုတော့အလုံးလေးနောက်ထောင်းလိုက်တော့ပုံစံပြောင်းသွားပြီအနိစ္စအဲ့ဒီအနိစ္စတွေကိုယူပြီးတဲ့ခါကျတော့တခါဟင်းရိုးတဲ့ကိုထက်တော့အယောင်ထပ်ပြောင်းသွားတော့ထပ်ပြီးတော့အနိစ္စရလားအနိစ္စတလုံးကင်ထားဗါတယ်လေ
အဲ့ဒီအနေစာတွေကတစ်ချိန်မှာအင်အားကြီးလာတဲ့အခါမှာခုနပါရမီနဲ့ချိန်ပြီးတော့နိဗ္ဗာန်ထိန်းဆိုပို့လိုက်မှာရလားအဲ့ဒါပြီးတဲ့ခါကျတော့အဲ့ဒီကနေဒီဟင်းရက်တွေကိုဗာလဲဆဲငကိုတော့အစိမ်းရောင်လေးရောဆိုထည့်ချလိုက်ရလားအယောင်ပြောင်းမသွားဘူးလားအဲ့ဒါမွေတဲ့ခက်တဲ့နဲ့မှတ်နေရလားမှတ်နေပြီးတော့အယောင်ဘာလို့သွားပြီလဲပြောင်းသွားပြီငကိုတော့ကဒီအယောင်မဟုတ်ဘူးအခုတော့ဒီအယောင်ဖြစ်သွားပြီရလားငကိုသဘောကနေနောက်သဘောလေးပြောင်းသွားတာအိဋ္ဌငကိုသဘောလေးမဟုတ်တော့ပဲနောက်သဘောလေးပြောင်းသွားတာအိဋ္ဌပြောပါအောင်ဘယ်လိုလဲရလားရတယ်နော်အဲ့ဒါပြီးသွားရင်အဲ့ဒါလေးတွေကိုဟင်းလေးတွေရသွားပြီပကံလေးတွေကိုထည့်တဲ့အခါကျရင်အိမ်ကလူတွေချမ်းသာကြပါစေဒါလေးကိုစားပြီးတော့မေတ္တာထည့်လိုက်သေးတာဗါလဲမေတ္တာလေးထည့်လိုက်သေးတာအဲ့ဒါပြီးရင်အဲ့ဒီဟင်းကွက်လေးကိုအပေါ်တင်တယ်ဟုတ်လားငကိုတော့ကဒီပေါ်မှာဘာမှမရှိဘူးအခုမှရှိလာပြီအနေစာအဲ့လိုလိုက်တာရလားအဲ့ဒါပြောရလို့မိသားစုတွေအားလုံးဝိုင်းခွဲပြီးပါလို့ကြလဲစားကြတယ်ဆိုဟာတို့ချက်ထတာတွေကိုအားလုံးပျော်ပျော်ရွှင်ရွှင်ပါလို့ကြတယ်စားကြတယ်ဆိုဝမ်းတာတယ်ဗါနဲ့လဲမုဒိတာဘာဝနာဘာဘာဝနာလဲရလားမုဒိတာဘာဝနာရတယ်နော်အဲ့ဒါလေးဝမ်းတာအလားတူပဲလေဝတ်တေလျှော်လဲလားတူပဲလေကလေးဝတ်တေလျှော်လဲအမလေးဒီထွန်မာကြီးကပဲငိုးလျံငိုးချွတ်ဟာတော့မနင်တို့တော့မနင်တော့သိလားတို့အဝိရှော်ခဲ့တာပြောပြမယ်တို့အဝိရှော်ခဲ့တော့ကတို့ဘယ်လိုအဝိရှော်လဲဆိုကလေးဝတ်တွေကတချို့ဟာတွေကဆက်နဲ့ထဲတာသိလားတချို့အင်ကြီးဖြူတွေကလက်နဲ့လျှော်ရတာရလားအင်ကြီးဖြူတွေကဗာနဲ့လျှော်ရအဲ့ဒါဆက်ပြလေးတိုက်တယ်ငကိုတော့ကတရားလေးမရှိဘူးငကိုတော့ကဆက်ပြလေးမရှိဘူးခုမှတိုက်လိုက်တော့ဆက်ပြအရာလေးတွေဘာဖြစ်သွားလဲထင်သွားတာအနေစာလို့ရှုနေတာဗါလဲလေတို့ကပျော်ရွှင်ရွှင်တရားရှုမှန်ရင်လည်းအိမ်လှုပ်ခဲ့တာနော်ရလားအဲ့ဒါပြီးတဲ့အခါကျတော့မှ brush လေးပါလုပ်နေရလဲဒီလိုလေးတိုက်နေတဲ့အချိန်မှာဒီကုလေးတိုက်နေတဲ့အချိန်မှာထက်ခါတလဲလဲလုပ်နေရတာသင်္ခါရဒုက္ခအဲ့လေထက်ချီတလဲလဲပြုတ်ပြင်ပေးနေရတဲ့သင်္ခါရဒုက္ခဟောငကိုတော့နော်ဒါလေးပြင်ရပြန်ဟောပြင်ရပြန်နဲ့အဲ့လိုလေးလုပ်ရလားဘာဒုက္ခလဲသင်္ခါရဒုက္ခရလားငကိုတော့မဲတူးနေတဲ့အဝတ်ကလေးဟောရေလေးနဲ့ဆေးလိုက်ပြီအနေစာဘာလဲလဲအနေစာတရားတွေကြီးပဲဗါတယ်လေအိမ်မှာတရားရှာကြအောင်သဘောပေါက်လားတရားကမရှိလို့ရှာရတာလားတဲ့တခါကြီးတယောက်ကမေးသေးတယ်နော်တော်တော်လေးကိုလက်ပေါက်ကတ်တယ်တရားရှာကြအောင်ဆိုတော့ဘယ်လိုမေးတယ်တရားကရှိတယ်နင်တို့ကမသိလို့ရှာခိုင်းတာလို့နှုတ်ခောက်တာတရားကရှိပြီးသားနင်တို့ကမသိလို့ရှာခိုင်းတာအဲ့လိုရလားအခုတရားကရှိပြီးသားနော်တရားကဘယ်သွားရှိတယ်နော်အိမ်မာနေလဲရှိတယ်ရလားကြောင်းလာရင်လဲရှိတယ်ကြောင်းကိုဘာလို့လာရတာလဲဆိုတဲ့အခါကျတော့အိမ်မာနေတတ်အောင်လာတင်တာဘယ်လိုလဲအဲ့လိုလုံတော့ခုကျတော့အဲ့ဒီလိုမလုံပါဘူးအမြဲတမ်းတင်ပြီးလိုက်ကူပြီးအိမ်ပြန်ဘာမှမကြံပါတော့လဲစာအုပ်ထဲခေါင်းခုအိတ်လို့ပြဲမပြည့်စီနဲ့နော်အခုတရားသင်လိုက်တာတွေအားလုံးကိုအိမ်မှာလက်တွေ့အသုံးချကြဘယ်လိုလဲအိမ်တွင်းဝိပဿနာရအောင်ရှုဘယ်လိုလဲအမလေးဗျာအဲ့စကားပြောမလို့တွေးလိုက်တာနဲ့ပဲစက်သိန်းနေထားနတ်တရားတော်အားပေးနေတာသိလားဟောဒီဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာမှာဘယ်လိုလဲဖျားတွေအများကြီးတည်းမှာဟောဒီဂေါရမမြတ်စွာဘုရားသည်မိန်းမဘဝနဲ့မြတ်ွယ်ဖြာဒိတ်ရခဲ့တဲ့ဖျားဖြစ်တယ်မိန်းမဘဝနဲ့မြတ်ွယ်ဖြာဒိတ်ရခဲ့တဲ့တဆူရီသောဖျားဖြစ်တဲ့အတွက်ဟောဒီဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့သာသနာမှာမိန်းမအရိယာတွေအများကြီးပေါ်ထွန်းလိုက်မယ်ရလားဒါကြောင့်မိန်းမတွေအိမ်ထဲမှာထောင်ကြမနေနဲ့ပါရမီတော်တွေနဲ့ဖောက်ထွက်ကြတယ်မှာရလားနားလည်လားဘာလုံးဟဲ့ယောက်ျားတွေအားငယ်သွားပြီမဟုတ်ဘူးတို့လူတွေကကြတော့ဘယ်ဖျားပွင့်ကျွတ်နေကြမလို့ထူးမဟောတာဘယ်လိုလဲဟုတ်လားဘယ်ဖျားပွင့်ယောက်ျားတွေတရားရတယ်ဆိုတာတော့လူတိုင်းသိတယ်လေဟုတ်လားမဟုတ်ဘူးလားဟုတ်တာပေါ့ဒါကြောင့်ထူးပြောကြမလို့လားမိန်းမတွေကအားငယ်နေမှာဆိုလို့ဘယ်လိုလဲတို့မိန်းမဆိုပြီးတော့တရားမရနိုင်တော့ပါဘူးလို့ထင်နေမှာဆိုလို့ရလားမိန်းမတွေလည်းတရားရနိုင်တယ်ဘောပေါက်လားအဲ့ဒါကြောင့်မလို့ဆရာလေးတို့အိမ်ပြန်သွားရင်လည်းအလကားမနေနဲ့အလကားသိသွားလိမ့်မယ်
ဘလို့လဲပါရမီတော်တွေကိုနေ့စဉ်နဲ့အမျှဖြည့်အသက်ကြီးလာတာနဲ့အမျှပါရမီတွေကြီးလာရင်ဘုံကံတွေကတောက်လာမှာဘယ်သူမှပြိုင်လို့မရတော့ရလားအဲ့ဒီဘုံကံတွေတောက်လာပြီဆိုလို့ရှိရင်ဘုံမရှိတဲ့လူကငါတို့ကိုအုပ်ချုပ်လို့အမလေးအဲ့လောက်လေးနားလည်းမရမှာရလားအဲ့လောက်လေးနားမလဲရင်လဲနေမှာပဲအဲ့ရလားဆဲလိုက်လဲလိုက်နေဗါလဲတော့ဆဲလိုက်ပြီးအခုတော့အဲ့လိုမလုံးနဲ့တော့နော်သဘောပေါက်သွားပြီလားဆရာလေးကလည်းဒီလူတွေကိုကျွတ်စေခြင်းလို့အားကြီးနဲ့ကိုဟောနေတာဟေးမသေးစေခြင်းလို့ဟေးရလားနော်ပါရမီတော်တွေကိုလှုပ်နိုးနေတာဗါလဲတော့အဲ့ဒီပါရမီတော်တွေသွေးသားတွေကနေပြီးတော့ဒီလိုတွေလှုပ်ခတ်လာပြီဆိုလို့ရှိရင်ညီတို့ဘုံကံတွေကိုဘယ်သူမှရှင်လို့မရတော့ဘူးရလားဘုံမရှိတဲ့လူကိုသာဘုံရှိတဲ့ပုဂ္ဂိုလ်ကိုရလားအေးငါလည်းလိုက်သွားတော့မှမဟုတ်သေးဘူးဒါဆက်သွားလိုက်ဦးမယ်အဲ့ဒီချိန်မှာ तू ကသူ့ကိုဒီကုလုံးချွတ်ပြီးပါလောက်ခဲ့ပြီတော့ထားခဲ့တဲ့အခါကျတော့အဲ့ဒီမှာမြတ်စွာဘုရားကစပြီသူ့ရဲ့မြတ်သောပါရမီတွေလှုံနိုးပြီဗါတယ်လေအချိန်ကြပြီလေကွာဟုတ်လား तू နိုးထားရမယ့်အချိန်ရောက်ပြီအဲ့ဒါခရိယံမှာအဲ့လိုမျိုးអော်တာသိလားသူတို့ကလေနိုးထဖို့ချိန်ရောက်ပြီတဲ့ဆိုသိလားနိုးထကြလို့ဆိုနိုးထဒီလိုလေခုပါရမီတော်တွေနိုးထဖို့အချိန်ရောက်ပြီဟေးအချိန်ရောက်ပြီဟေးရလားအဲ့ဒီပါရမီတော်တွေကိုလှုံနိုးဖို့တာဝန်ကြလို့တို့ကဒီကိုလာတာရလားဟုတ်ပြီနော်ကဲပါရမီပါပြီးသားပုံကိုယ်တွေလို့ပြောတာပါရမီတွေတိမ်မြုပ်နေလို့မေ့နေလို့သတိပေးတာရလားနော်ကဲအဲ့ဒါနဲ့မြတ်စွာဘုရားကလည်းသူ့ရဲ့တိမ်မြုပ်နေတဲ့ပါရမီတွေကိုထုတ်ပြခွင့်မတာခဲ့ဘူးတဲ့ဒီတစ်ခါဘုံတောက်ရမယ့်အချိန်ရောက်ပြီလေဘယ်လိုလဲယခုငါရဲ့ကိုအားပညာအားတွေကိုထင်ရှားစွာပြဖို့ချိန်ကြပြီတဲ့ဘာလဲလဲ16နှစ်ကျော်ကာလပတ်လုံးထားတိုင်းသောခြေလက်နဲ့ငြိမ်သက်စွာနေရသောငါသည်ရလားငါရဲ့အင်အားကိုအားထုတ်ဖို့ရစွမ်းရောရှိပါအောင်မလားလို့လျောင်းနေရင်ကနေလက်တော်နဲ့သုံးသက်တော်မူတယ်စလှုပ်တယ်ဗါတယ်လေစလှုပ်တယ်သူ့ရဲ့ခြေထောက်ကလေးတွေကိုဗါလုပ်ကြည့်တယ်ကင်ကြည့်တယ်ဘယ်နှစ်ပတ်လုံးလှဲနေရလို့16နှစ်ကျော်ပတ်လုံးရလားလှဲနေရလို့အာရောရှိပါအောင်မလားလို့သူ့ရဲ့လက်တွေနဲ့ရလားလက်အစုံနဲ့ရတယ်နော်ပေါင်တွေတင်ပါးတွေခြေသလုံးတွေကိုစုပ်နေကြည့်တယ်တဲ့ဘာလဲလဲရလားစုပ်နေသုံးသက်ပြီးမှငါကဲ့သို့သောယောက်ျားရဲ့အားတော်အစွမ်းကိုဘာလဲလဲငါကဲ့သို့သောယောက်ျားရဲ့အားတော်အစွမ်းကိုတိလိုတယ်ဆိုပြီးမှယထာထက်ကနေဆင်းထလိုက်တာဘာလဲလဲဟာဒီလက်ထားဘက်ကနေခြေထောက်တစ်ဖက်ကိုစချတာတဲ့လက်ရဘက်ခြေဘွားဘာလဲလဲဟာဒီလက်ရဘက်ခြေဘွားကိုချတော်မူတာနဲ့တပြိုင်နက်ဘုံရောင်တွေရှိခဲ့ပြီးသားဘုံတကောအရှိန်ဝါပါရမီတွေရှိခဲ့ပြီးသားပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ပါရမီရဲ့အာနာဇက်ဟာရိုက်နှက်၍ဘာလဲလဲတိတ်သဘောကြတာဆရာလေးကပါရမီမှာအာနာရှိတယ်နော်ဘယ်လိုလဲတို့ပါရမီတွေကိုတို့ဖြစ်ပြီးတော့ရလားတို့ကိုယ်တိုင်အာနာရှိအောင်ကြိုးစားမှာလေဒါမှအာနာပြမယ်ပေါ့ဟုတ်လားကဲအဲ့ကြတော့တို့ကိုယ်တိုင်အာနာရှိအောင်မလုပ်ကြမယ်ကြိုးစားရမယ်လေညီတို့အာနာမရှိရင်ပါဝါလည်းမရှိဘူးလောက်ပြန်ခံနေရတာပဲရလားအခုကျတော့ပါဝါတွေရောအာနာတွေရောဘုံလက်ယုံတွေရောဘယ်ကနေနှိုးဆွပြီးတော့ယူရမှာလဲပါရမီတော်တွေကနေပြီးတော့နှိုးဆွပြီးတော့ယူရမှာအဲ့ဒီချိန်မှာဘုံဟောင်းတွေရောဘုံသစ်တွေရောအားလုံးစုပေါင်းသွားပြီးမှရလားအသက်မရှိတဲ့မြေပြင်ကြီးဟာဟောဒီခြေဘဝကိုအဲ့ဒီလိုချလိုက်တာနဲ့အသက်မရှိတဲ့မြေပြင်ကြီးဟာခြေဘဝရက်တဲ့နေရာမှာလေအပြည့်ဝင်ပြီးတော့တရေအိတ်ကိုပုံကြွတဲ့ကဲတော့တဲ့စုံထားတယ်ကဘာမြေကြီးဘာလုပ်တာလဲဟာမိုက်လိုက်တာဟဲ့ကဘာမြေကြီးအဲ့ဒီလိုမျိုးစုံဘာလုပ်တာလဲထားပြီးတဲ့အခါကျတော့သူ့ရဲ့ယထမီးကိုလာတီးတယ်ကောင်းလိုက်တာဟဲ့အ
အသက်မဲ့တဲ့မြေပြင်တော်မှာပါရမီရဲ့ဖုံးတကူကိုမခံနိုင်ဘူးအဲ့ဒါသိစေချင်တာဟုတ်လားအသက်ရှိတဲ့ပုဂ္ဂိုလ်ဆိုရင်ပြောစရာမလိုတော့ဘူးရလားနားလေလားအေးဘာဖြစ်နေမှမသိဘူးဒီနေ့ကဲအဲ့ဒါနဲ့ယထာကနေပြီးတော့မှမြေကိုမလုပ်တယ်ဆင်းသက်တယ်ဆင်းသက်ပြီးတော့မှဟိုဘက်ဒီဘက်လူလာခောက်ပြန်ဇင်းကြံလေးရှောက်ကြည့်လိုက်တယ်ဗါတယ်လေဇင်းကြံလေးရှောက်ပြီးတော့ခါကျတော့ငါအားကဒီလောက်ပဲရှိတယ်လို့ငါမထင်ဘူးတဲ့ဗါတယ်လေသူအားအစွမ်းကိုသူစမ်းသက်ချင်သေးတာရလားဒီလောက်ပဲရှိတယ်လို့တော့ငါမထင်ဘူးအခုငါအားကဗါတယ်လေသူ့ရဲ့စွမ်းအားတွေကသူ့ထဲမှာထပ်ပြီးတော့ရှိနေသေးတယ်လို့သူထင်တယ်ဟုတ်လားကိုစွမ်းကိုသိချင်လာတယ်တဲ့ဗါတယ်လေငါမှာကိုရဲ့အစွမ်းရှိသေးလားလို့အားတော်ကိုစုံစမ်းအောင်မယ်သူရဲ့အားတော်ဘယ်လောက်ရှိတယ်လို့ဗါလဲစုံစမ်းအောင်မယ်ဆိုယထာရဲ့နောက်ဆုံးကိုဗါတယ်လက်တော်နဲ့စုပ်ကင်ပြီးတော့ဟိုက်လုံးဝေးရမ်းပလိုက်တာဟေ့ယထာတစ်စီလုံးဗါလဲအာဘုံတပါရှိန်ဟုတ်လားအဲ့လိုတောက်တာဟေ့ရလားဘုံရောင်နေပါလောက်လာတာလေတောက်လာတာဟေးကိုလူတွေနိုးထဖို့ချိန်ရောက်ပြီနော်ဘာလဲပါရမီတော်ဟုံစာခီတော်ဂုံတို့ကြောင့်6ရောင်စုံကွန်မြူလျက်အင်ဂီရတဆိုတဲ့ဘွယ်သူကိုအကျူခံခိုင်ဖတ်မပြိုင်နိုင်အောင်လက်ကိုင်ရရှိတော်မူသောအဲ့ဒီလို့အဲ့ဒါမှအရသာရှိတယ်ဆိုရတာအရင်တော့ကတော့အော်နာရှောက်အော်နာဘာလဲအခုအဲ့လိုမျိုးလေးမှအနှစ်သာရကောင်းလိုက်တာဟုတ်လားနော်အဲ့ဒီမှာကြည့်လိုက်အောင်ဆက်ပြီးတော့နော်အဲ့ဒီလိုမျိုးနဲ့ကလေးတယောက်ကသူ့ရဲ့ကစားစရာအယုတ်ကိုတဲ့ဒီလိုမြောက်ကစားသလိုကို तू ကပေါ့ပေါ့ပါပါနဲ့အဲ့ယထာကြီးကိုမလုပ်နိုင်တာတော့အားတော်ကြီးကလည်းလေးစားထိုက်လိုက်တာနော်တို့ကလည်းအဲ့ဒါဖတ်ပြီးအားငယ်သွားတာဘယ်လိုလဲသူကဘယ်လိုတို့ကရေတံပူတော်မဖောက်နိုင်တို့ကလည်းဖြည့်တဲ့ပါရမီထဲမှာလို့စွန်းဖြည့်တာနဲသလားမသိဘူးဆိုပြီးတော့အဲ့ဒါဒီဘွားတော့စွန်းနေတော်တော်လူပါတယ်သိလားဟုတ်ချင်တော့မှအရင်ဘွားဘုန်းကြီးဖြစ်ခဲ့တာကြီးများတော့သူများကြွေးတာတွေပဲစားထိုင်းစားအဲ့ဒါအခုတော့စွန်းအလူကနဲပြီးတော့အားကမရှိဟုတ်လားဒါတော့ဒီဘွားကြတော့တို့ဗာလဲလူတယ်စွန်းနေကိုဗာလဲလူတယ်ရလားဘာလို့လဲဆိုရေတံပူးလေးတော့ဖောက်နိုင်မှာဖြစ်မှာလေသားဖားနှစ်ယောက်လုံးဖောက်နိုင်တာတော့သိလားသားဖားနှစ်ယောက်လုံးတခါတော့အဲ့မှာဘယ်မှာလဲမသိငင်းကြံမှာလားမသိဘူးသားဖားနှစ်ယောက်လေအဲ့ဒါအခန်းထဲမှာအတူတူနေရတာဘေးကဟိုဘက်နားထောက်ကိုဒီဘက်နားထောက်ပြင်းဦးလည်းမထင်နဲ့သိလားအဲ့လိုမျိုးအတူတူနေရတဲ့ခါကျတော့အဲ့လိုပဲညကြရေးစားတာရေဘူးတွေမဖောက်တတ်ဘူးနှစ်ယောက်လုံးမဖောက်နိုင်ရေဘူးတွေကလည်းဘယ်သူမှဖောက်ပေးမသွားဘူးအကုန်လုံးအပိတ်တွေသိလားအပိတ်တွေဆိုတော့ဖေးရရေးစားတော့ကျတော့သူကမျက်လုံးကြီးမိတ်ပြီးတော့စားတဲ့စိတ်ကိုရှူတာအဲ့တော့ကိုကလည်းရေးစားတာမျက်လုံးတွေကဝေ့ပြီးကြည့်လိုက်တာရေတံပူးမဖောက်နိုင်ဘူးလေကိုကကိုသိတယ်ဒါလေးမျက်လုံးမိတ်ပြီးဘာလုပ်တာလဲရေးစားတဲ့စိတ်ကလေးကိုရှူနေတာအဲ့ဒါသားဖားနေရအဲ့လိုလေးလင်းသွားမနဲ့လည်းရောက်တော့ဖေးရဲ့ရေးစားတာတမီညောင်းဖေးရဟုတ်တယ်လေးရဲ့ဖေးလေးရေးစားတာရေဘူးကမဖောက်နိုင်ဘူးဟုတ်တယ်တမီလည်းမဖောက်နိုင်အဖြစ်ဆိုးနေရတို့ကလေအဲ့ဒါလေးလည်းကြည့်လိုက်ကောဟဲလို့ဖြစ်သွားဘယ်လိုလဲတော့ဟဲအားရလဲအကြီးပဲတို့ကြတော့ရှိလဲမရှိဘူးသွားပြီးကွန်ပေးရလောက်တာတခါမာနကွန်ပေးရလောက်တာမာနဘယ်လိုလဲမာနရဲ့တဘောကတိတ်ပြီးတော့ကျန်တယ်လို့ထောင်ကြွတာကိုပဲလူတွေကမာနလို့ထင်တာဘယ်လိုလဲထောင်ကြွနေတာကိုမာနလို့ထင်တာကဘာလို့ထောင်ကြွတယ်မလဲကိုကသူများထက်တာတယ်ထင်လို့ထောင်ကြွဘယ်လိုလဲကိုကသူများထက်တာတယ်ထင်လို့ထောင်ကြွခဲ့ဘူးရင်ရလားသူများထက်မတာတော့ဘူးလို့ထင်လို့ရှိရင်အဲ့မှာဝစ်သွားတဲ့မာနရှိတယ်။ဘာလဲလဲ။ထောင်တဲ့မာနနဲ့ဝစ်တဲ့မာနနဲ့နှမျိုးရှိတယ်ဗျာ။သိလား။အဲ့ဒါဒီရက်ဝစ်တဲ့မာနတွေတော်တော်ထွက်နေတယ်။ပြောပြအောင်မယ်သိလားတကယ်ထွက်နေတာအဲ့မာနတွေတော်တော်ထွက်ဘယ်လိုလဲဆိုတော့ကျတော့အဲ့မှာမီးလေဒီနေ့မီးလုံးလေးတွေမီးလုံးလေးရဲ့ဖင်မှာထိုးတဲ့အပေါက်မှာဒီလိုမျိုးလေးမီးတို့နှိပ်တဲ့ဒီလိုလေးရှိရလေအဲ့ဟာလေးကပြုတ်သွားတာအဲ့လေးကဘာလဲပြုတ်သွားတဲ့ခါကျတော့အဲ့ဒါကိုချပြီးတော့ငါတက်မယ်ဆိုပြီးတော့ဘာလဲ
ငါတက်မယ်ဆိုပြီးတော့ထဲ့တာအဲ့ပလောက်အပေါက်လေးတဲ့ထဲလဲမထက်တတ်ဘူးချွေးတွေပါပြန်လာအဲ့မှာဝီးဖြစ်သွားတာသိလားစိတ်ကလေးကတိမ်ငယ်သွားတာစိတ်ကလေးကပါတယ်လေအိုးငါလဲတက်တာဘာမှမရှိပါလားလို့တိမ်ငယ်သွားဘယ်လိုလဲတက်တာလဲဘာမှမရှိဘူးဆိုအဲ့မှာအဲ့စိတ်ကြီးကိုရှုလိုက်တာဟာကြည်သမောင်တိမ်ငယ်သွားပြန်ပြီဘယ်လိုလဲအလစ်ကနေဆိုဝမ်းနေသွားတာတော့အလစ်ကနေဆိုဘာလို့ဝမ်းနေတာလဲနောက်ကိုပြန်လှည့်ပြီးတော့အကြောင်းချရင်သူများတွေကအဲ့ဒါလုတ်တက်လောက်တယ်တဲ့သူများနဲ့ပဲတစ်ချိန်လုံးရှင်နေတာဘယ်လိုလဲအဲ့ဒီသူများလည်းဘယ်သူမှလည်းမသိဘူးအဲ့ဒီသူများဘယ်သူမှမသိပဲတစ်ချိန်လုံးအဲ့ဒီသူများနဲ့ပဲဝမ်းနေဟုတ်လားအဲ့ဒါမာနရဲ့သဘောကတယောက်ယောက်နဲ့အမြဲတမ်းနှိုင်းရှင်နေတယ်ပေါ့နော်ဘာလုပ်နေလဲရလားအဲ့ဒါသတိထားပြီးရှုရမယ်အကုသိုလ်စိတ်သိဖြစ်တယ်နော်အဲ့ဒါအရှုခံဖြစ်ရမှာနော်အဲ့ဒါဘာဖြစ်ရမှာလဲအရှုခံဖြစ်ရမှာအဲ့ဒါလူတွေကကျတော့အဲ့ဒါလေးကိုလက်မရှုနိုင်တဲ့ခါကျတော့ဝမ်းနေတဲ့နောက်မှာဒေါရထွက်လိုက်မယ်အဲ့ဒါတော့အဲ့ဒါမလုပ်ချင်တော့မလုပ်လည်းမလုပ်တတ်ဘူးတို့ကအဲ့လိုမသွားဘူးဘာလို့လဲတို့ကနောက်ကိုကြောင်းရုံလှည့်ပြီးဘာလို့လိုက်တာလဲတက်လိုက်တော့မတက်တဲ့အတိုင်းလေးရှိပါစေဆိုပြီးထားခဲ့လိုက်တာအဲ့ဒါပြီးတော့မှဒုဋ္ဌာလာတဲ့ခါကျတော့လောင်းရော့ဒါလေးတက်ပေးစမ်းပါဘာလဲအဲ့နဲ့ဒုဋ္ဌာလည်းအမလေးလွယ်လေးတဲ့ကွီးဆိုတက်လိုက်တာဒွိဆိုလွင့်သွားသူလည်းမရောက်ငါလည်းမရောက်ခက်လို့လားဆိုဘာမှလည်းမခက်ပဲနဲ့အဲ့ဒီမခက်တာကြီးကိုပဲမလုပ်တက်လို့ကိုဘာလဲတိတ်ငယ်နေတော့တယ်ရလားဒါရှုွက်တွေပေါ်တယ်တော့ဒီမှာမှပေါ်တာသိလားတို့ဟိုဆိုရင်24နာရီမီးလင်းတော့အဲ့ဒီအလုံးကမသုံးအောင်ဘူးအဲ့ဒီရောက်တော့မှအဲ့ဒီအလုံးကဘာလို့ပါလဲသုံးတော့အဲ့ဒီအလုံးနဲ့ဂျန်လက်ပဲရမ်းနေတာသိလားအဲကြောင့်မလို့တို့ကလည်းဒီပို့ခံရတာလက်ကအကြောင်းမဲ့မဟုတ်ဘူးဗျဒီကလူတွေရဲ့ပါရမီတွေကိုလုံလို့ဖို့ရတဲ့ကြောင်းနောက်တစ်ကြောင်းကတို့အကိလေသာတွေကဒီရောက်မှထွက်တာဟေးဝမ်းနေနေမလုတ်တက်တာတွေများလို့ဘယ်လိုလဲရလားဒါပြောပြတာပါနော်ကဲအခုဆက်သွားလိုက်မယ်အဲ့ဒီတေမီယာပြီးမှမဟုတ်တော့ဘူးအဲ့ဒီမှာကြည့်လိုက်ဟာသူ့အစွမ်းကိုသူသိသွားပြီဒီတော့ထပ်ပြီးတော့ဒီအစွမ်းကိုအဲ့ဒီယထမှုသိဖို့ကြံသေးတယ်ဒါမှငါမြေမမြုပ်ပါနဲ့မဟုတ်ရင် तू ကအားချုပ်ကနေနဲ့ဘာလုပ်နေရတော့မြေမြုပ်နေတာမြေမြုပ်နေတော့ဒါပေမဲ့ကြည့်လိုက်တယ်ငါလည်းယောက်ျားရုပ်ပဲကြံရုံရှိတော့တယ်တဲ့ပြောတာလေးကချစ်စရာလေးယောက်ျားရုပ်ပြီးယုံတာရှိတော့တယ်တဲ့ဗါတယ်လေရှိတာအကုန်ချွတ်ယူသွားလို့ရှိတာအကုန်ချွတ်ယူပြီးဘာနဲ့ပဲထားခဲ့တာလဲပစိုးပိုင်းနဲ့ပဲဘာလို့သူ့ကိုသူကြည့်တယ်အားဆန်းပြရင်လို့တော့ရမယ်ဆိုမှဟုတ်လားသူ့နန္ဒာစီမသွားခင်သူ့ရုပ်သူအရင်ဆုံးဘာလုပ်လိုက်လဲအော်တဲ့ရထမှုကလည်းအကုန်ချွတ်တိန်ထားလို့ယောက်ျားရုပ်ပြီးယုံတာရှိတော့တယ်တဲ့ဘုံကျက်တရေဆိုတာဒဇာစင်တာလဲအင်္ဂါတရက်ပါတယ်ဗါတယ်လေဘုံကျက်တရေဆိုတာတဲ့ဒဇာစင်မှုမှာလဲအင်္ဂါတရက်ပါတယ်တဲ့ဟုတ်လားလှလှပပဝစ်ပြီးထားအောင်နောင်နေကြဘယ်လိုလဲတော့လှလှပပလေးဝစ်ပြီးလာခဲ့သူကတဏှာနဲ့လှတာမဟုတ်ဘူးလေဘယ်လိုလဲသူကဘုံကျက်တရေတောက်ဗါတယ်လေဟုတ်တယ်အေးတို့ဆိုအဆောင်နေဒါတွေလည်းမတင်ဘူးတိလားဒါတွေလည်းငွေဖူးအခုကဒီကိုလာတဲ့ခါကျတော့ဘာလုပ်ရလဲလူကြတဲ့ကိုထွက်ဟုတ်လားအပြောဘာလုပ်ရလဲဒါယူဘုံကျက်တရေတောက်သွားရောလူရနော်မလို့လားလူရလေးနိရောဓတာမဏေလေးကိုကြည့်ပြီးတဲ့ခါကျတော့မှဟုတ်လားဗုဒ္ဓဘာသာဝင်ဖြစ်သွားတာလေဘာလို့လဲတာမဏေလေးရဲ့ကြီးညိုပွဲရာပုံစံလေးကိုဘာလို့တာလဲကြည့်လိုက်တာလေရလားသဘောပေါက်လားတို့ကလည်းဒီဝက်ကသာသနာရဲ့ပြရုပ်ဖြစ်နေတာ哦ဘယ်လိုလဲအဲ့ကြတော့တလေးတစားလေးနဲ့အပြင်ထွက်ပြီဆိုရင်ဗာလဲအကုန်လုံးဝစ်စုံပြေဝစ်ရတာပေါ့ရလားသိသွားပြီလားနော်ကဲအဲ့ဒါနဲ့အခုဘုံကျက်တရေပွင့်လန်းဖို့ရအကောင်းတစားလေးရှိမှရနိုင်မယ်လို့စိတ်ထဲမှာအကြံလေးပေါ်တယ်ဝစ်ကောင်းစားလာဝစ်ချင်တဲ့အကြံလေးကတဏှာနဲ့မဟုတ်ဘူးနော်ခုနလိုမျိုးဟိုတယောက်ကိုတရားသွားဟောရမှာမို့လို့အစိုးပိုင်းနဲ့မသွားချင်လို့ဟုတ်လားဝစ်စုံပြေဝစ်ဖို့တော့လိုနေပြီလို့စိတ်ထဲမှာပါလေအကြံလေးဖြစ်တယ်တဲ့
အဲ့ဒီလိုအကြံလေးသေးလေးဖြစ်လိုက်တာနဲ့လေဝိတကြုံနတာကဆင်းလာတယ်ဗါတယ်ပါရမီတော်အဟုံနော်စာဂီတော်ဂုံကြောင့်နော်ဟုတ်လားအဝေးဝဲရတော့မယ်လို့အကြံလေးစိတ်အကြံလေးပေါ်ကမျှဖြင့်ဗါတယ်လေတာဝရိန်သားမှာတရားမင်းရဲ့မြားကြောက်ဖြာကြီးဘာလို့လာလဲဟဲ့ဘာလို့တင်းတာပါလဲဩကြည့်လိုက်တယ်ဩတေမီမင်းသားဘာထွက်တော့မှာလဲတော်ထွက်တော့မှာအခု तू ကဝက်ကောင်းစားလာတွေဝက်ပြီးတော့မှဘုံတောက်ရမယ့်အချိန်ကိုရောက်နေပြီဝိတကြုံနတမင်းသွားလူတာအားလုံးလှုပ်ပေးလိုက်ရလားအဲ့ကြတော့ဘာလဲဝိတကြုံနတကတရားမင်းရဲ့ဝစ်လဲနဲ့တူတဲ့နတ်ပြည်ကပစိုးပါရမီရောရကြောက်เสียပဲတေးသေးလေးတောင်းလိုက်တာနဲ့နတ်ပြည်ကပစိုးကြီးဘာလုပ်ပေးရဒီစမ်းညီတို့တောင်းတကြည့်လိုက်စမ်းပါညီတို့တောင်းတကြည့်လိုက်စမ်းစိတ်ကြံနေနဲ့ခုပဲဗာလဲတောင်းတကြည့်လိုက်စမ်းပါစိတ်ထဲကနေပြီးတော့ဘလို့ကြံရမှာလဲဝကောင်းစားလာလေဝစ်ချင်လိုက်တာဘယ်မလဲဘယ်သူမှလည်းလားမလို့တို့ကကြာလူတယ်တော့တို့ကကြာအဲ့လိုစိတ်ကြံလေးဖြစ်လိုက်တာနဲ့ထပ်ဆိုနောက်တနေ့လားလူပြီအဲ့တော့တို့ကစဉ်းစားရင်တို့ပါရမီတီးလေးတော့ပြည့်နေပြီထင်တယ်ဘလို့လဲဟုတ်လားအဲ့ကျတော့စိတ်ကကြံစီတောင်းတလိုက်ပြီဆိုရင်ရောက်လာဟောလာဟောကနေဖြစ်ပေါ်လာတယ်ဆိုတာပါရမီတော်ဟုံစာဂီတော်ဂုံကြောက်မှာဟုတ်လားတောင်းတလိုက်ဘာမှဖြစ်မလာဘူးဆိုတာကဘာလို့လဲဒါရရသွားမင်းမနေနဲ့ဟုတ်လားဘေးတင်နေသွားမင်းမနေနဲ့ရလားကိုပါရမီကိုဖြည့်အဲ့ကြောင့်မဖြည့်ပဲနဲ့ကိုကဆိုဘာမှမလုပ်ချင်ဟုတ်လားအဲ့ဒါဟိုတနေ့ဒကမာကြီးတယောက်အဲ့လိုဆရာလေးဗျာဈေးရောက်ကောင်းလုပ်ပေးပါဗျာတဲ့ဗါတယ်အဲ့နဲ့ဩတယ်သိလားဈေးရောက်ကောင်းအောင်အေးလာခဲ့လုပ်ပေးမယ်လို့ပြောလိုက်တယ်လာခဲ့နာအရှင်နာရောက်တဲ့ခါကျတော့ဘယ်လိုပြောလိုက်လဲဆိုတဲ့ခါကျတော့ပတိရော့ယူဒီပတိကိုဗါလဲယူအေးရှင်ကနေလိုက်ဆိုငါဆိုတဲ့အတိုင်းလိုက်ဆိုညလုံးမိတ်ရော့အရဟံဘဟိအန္တာဇယံဒုက္ကတံအာမိတံဝိရဇံလာလီတံအာတုလံစရဏံတိဘဥပါဒမံယမကံဒုက္ခတံတရဏံပနာမာမိစီလံဆိုရင်ပတိလေးတစ်လုံးချရလားနောက်တစ်ခါထပ်ဆိုရင်ပတိလေးတစ်လုံးချတနေ့ကို3ပတ်ရော့ညီစိတ်တင်းနဲ့လားဟုတ်လားအဲ့ကျတော့ဒကမကြီးဟင်းညအတ္တာဟိအတ္တနောနာထောအတ္တာဟိအတ္တနောနာထောမိမိကိုယ်သာအာကိုရာမိမိကိုယ်သာကိုးကွယ်ရာညီတို့ကအဲ့ဒီလိုမဟုတ်ဘူးတို့ကပေးရမယ်ထင်နေအဲ့လိုလေရလားတို့ကပေးတိုင်းမရဘူးတို့ကပေးတာကိုယူဖို့ရကံတတ္တိလည်းရှိရသေးတယ်ရလားအခန္ဓာကလည်းရှိရသေးတယ်ဘောပေါက်လားနားလည်သွားပြီလားအဲ့ဒီကြတဲ့ခါကျတော့တို့လာပြီးမမေးနဲ့တော့တို့ကတော့အဲ့ဒါဗတိစိတ်ခိုင်းမှာပဲဟုတ်လားနော်သမီးလေးလုံးရအောင်လုပ်ပေးပါအောင်ဖေဟာအေးနေသမီးကိုပြောလိုက်တပတ်ကိုတရက်ဥပုသ်ဆောင်ရမယ်ဘာလဲဥပုသ်နေ့တိုင်းဥပုသ်ဆောင်ရမယ်ရလားပြီးရင်ဗုဒ္ဓမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုပွားရမယ်ရလားတနေ့ကိုတရားတစ်ပုဒ်နာရမယ်ရလားစိတ်ပုတ်တွေကိုရှုရမယ်ဘာလဲလဲဒီဘဒူလာမေတို့အဲ့ဒါပဲဖြေမှာအခုတခါတည်းဖြေလိုက်တာညီတို့ထဲမှာမေးချင်တဲ့လူတွေပါနေတာတို့ကသိဟုတ်လားလာလေလာရက်လာကြည့်လိုက်လေလာရက်လာကြည့်လိုက်တို့တာလီတွေအများကြီးမှာထားတယ်နော်ဘာလဲလာလေလာကြည့်လိုက်အိမ်မှာတရဏဂုံစီတီရော့ဟုတ်လားတို့တောင်မှတို့ဟာတို့လုံနေရတာဘာလဲတော့တို့ဟာတို့လည်းလုံနေရရလားကိုဘုံကံကိုဖြည့်နော်အခုလဲမြတ်စွာဘုရားရဲ့ဘုံကံကြီးကကြီးလုံးလို့နတ်ပြည်ကနေဆင်းလာပြီးတဲ့ခါကျတော့မှအဲ့ဒီမှာပစိုးတွေရောအယောင်သွေးမျိုးစုံနဲ့ကိုမာဝိဖို့တွေရောအင်းကြီးတွေရောခါးစည်းတွေရောအကုန်လုံးပါလဲရောက်လာပြီးတဲ့ခါကျတော့အဲ့ဒီဝိလဲတစားတွေကိုတဲ့အကု
ကုန်လုံးဆင်လိုက်တဲ့အခါမှာတဲ့လူမင်းဗါတယ်လေဟိုလူမင်းမဟုတ်ဘူးဟိုလူမင်းမဟုတ်လူမင်းရဲ့ကြက်တရေဗါလူထဲမှာကြက်တရေရှိတာဘယင်းတဲ့အဲ့ဒါကိုပြောတာအဲ့လူမင်းဒါရင်နော်လူမင်းရဲ့ဗါလဲကြက်တရေတွေကိုယူစေပြီးတဲ့အခါမှာနတ်မှာဖြစ်တဲ့တောင်းတော်ဝစ်လဲတော်တွေနဲ့များစွာသောယရနာတွေကိုဆင်မြန်းစေလျက်ယရနာတွေပါပေးချပြတာနော်ဝိတ္တကြုံနတာယရနာတွေပါဟာမိုက်လိုက်တာဘာလို့မိုက်တာလဲပါရမီမိုက်လို့ပါရမီဖြည့်စဉ်ခါတော့ကသူတပားထက်တာအောင်ဖြည့်တယ်လို့ဘာလဲလဲရရှိတဲ့ချိန်မှာလဲသူတပားထက်တာလွန်အောင်ရရှိတာညီတို့သူများထက်တာတာတော့ရကြတယ်သူများထက်တာအောင်လို့ဘာမှမလုပ်ချင်ဘူးဟုတ်လားအကြောင်းလုံးမှာအကျိုးရအကျိုးပဲညှော်ကုန်မနေနဲ့အကြောင်းလေးလဲလုပ်ကြအောင်ရလားအကြောင်းလုပ်ရင်အကျိုးမမျော်လဲသူ့အော်တိုရလာလိမ့်မယ်နားလေလားတဘောပေါက်လားနော်ကဲအဲ့ဒါနဲ့အိမ်မှာအဝိတ္တဇာတွေကလည်းအယံကိုလှပသွားပြီဆိုတဲ့အခါမှာခုနကဝိတ္တကြုံနတာမိမိနေရာတာရိန်တာကိုသူတာဝန်ကြီးတော့ဗာဖြစ်သွားပြီလေပြန်သွားပြီပြန်သွားတဲ့အခါကျတော့အဲ့ဒီမှာဟာငါရဲ့အလိုကိုတရားမင်းသိပြီးတော့တဲ့ဗါတယ်လေငါ့ကိုအထောင်အတောင်းမကတောက်ပစေခဲ့ပြီတဲ့သိလားကြည်သမ်းမသူ့အလိုကိုတရားမင်းကသိတာနော်အဲ့ဒါလေခုနပါရမီတော်ကြောင့်နော်ဟေးဟိုကနေထိုင်ရပူမယ်ထင်နေလားသူ့ဖြာသူ့ကြောက်ဖြာနေထိုင်ရပူမယ်ထင်နေလားလို့ညီတို့ကြဘာလို့မပူတာလဲဘာလို့မရှိရတော့ပါရမီကမဖြည့်လို့ပေါ့ရှင်းနေရပဲဟုတ်လားကဲအဲ့ဒါနဲ့ပဲतू ကခံညသွားပြီတဲ့ခံညသွားတဲ့အခါကျတော့မှသွားပြီဘသူ့ကိုတရားသွားဟောတော့မှာလဲအဲ့ရထထိန်ကိုတရားဟောတော့မယ်ရထထိန်ရှိတဲ့နေရာကိုသွားကြွသွားတဲ့အခါကျတော့ရထထိန်ကသူ့ကိုနည်းနည်းမှလက်မကြည့်ဘူးဘာလဲလဲအာယုန်နဲ့မန်နဲ့ဘာလို့တူးနေတာမြုပ်ဖို့ဘာလဲလဲမြုပ်ဖို့အဲ့ဒီမှာဟိုကရှေ့ကနေပြီးတော့မေးတယ်ဟိုကသူ့ရှေ့ရောက်လာဘာလဲလဲစူးစမ်းပန်းစားနေတဲ့ပြင်းစွာအားထုတ်နေတာတဲ့ဘာလို့လဲဘာလဲအဲ့လိုသွားမေးတာအဲ့လိုသွားမေးဟောမောမကြည့်ဘူးဘာလဲလဲစကားမတုတ်ပြန်ဘူးတဲ့ဘယ်လိုလဲအဲ့အဆက်ပြီးတော့တွန်းနေသိလားအဲ့နဲ့ဟိုကလည်းဖြေအောင်တဲ့ဘာဖြစ်လို့ပါလဲအာကျုခနဲ့တူးနေတာလေတဲ့အဲ့လိုလည်းပြောသူကမောမကြည့်ပဲနဲ့ငါတို့ဘယင်ကြီးမှာတဲ့ဘာလဲတော့ပါဇက်ကလည်းဘာလဲနားလည်းပင်းရလားအင်္ဂါကလည်းချွတ်တဲ့ဘာလဲအဲ့ဒါကြီးမွေးလာပြီးတော့16နှစ်ကျော်ထိရလားလှုံလို့နဲ့အမျိုးဘာလုပ်ကြလဲစမ်းကြတယ်အခုချိန်ထိလှုံမလာတော့ဘယ်သူမှသူ့ကိုမနစ်မြို့တော့ဘူးရလားဒါကြောင့်ဘယင်ကြီးကိုယ်တိုင်သွားတက်ဆိုပြီးတော့မှတုတ်တန်ကိုဘာလုပ်ခိုင်းလိုက်တာလဲတက်လို့မိတ်လိုက်လို့အစောတလင်ငါတူးနေတယ်တဲ့မောမကြည့်ဘူးအစောတလင်ဘာလုပ်နေလဲငါတူးနေတယ်တဲ့အဲ့ဒီမှာအပေါ်ကဖះလောင်းကထက်ပြောတယ်ငါနားလဲမရုပ်ပါဘူးတဲ့ဘာလဲစွန့်လဲမစွန့်ပါဘူးတဲ့နှုတ်လဲမအပါဘူးတဲ့ဘယ်ချေးမှလည်းစွန့်မနေပါဘူးတဲ့ဘာလဲဟုတ်လားအဲ့လိုမျိုးပြောတယ်ပြောပြီးတဲ့အခါကျတော့လက်မကြည့်ဘူးဟိုကလက်မကြည့်ဘူးမော့လဲမကြည့်ဘူးယုံလဲမယုံလားမယုံဘူးဟုတ်လားကြည်အောင်တဲ့ငါမင်းကြီးရဲ့တားတော့ပဲမင်းကြီးရဲ့မယုံနင်းကန်တူးနေတာနင်းကန်တူးတော့မကြည့်တဲ့ခါကျတော့မြတ်စွာဘုရားသူ့ကိုကြည့်စေခြင်းလို့လေလူရဲ့သဘောကကျတော့သူကောင်းတာလေးနဲ့ပြုဆိုရင်ပါတတ်တာကိုကြည့်စေခြင်းတဲ့ခါကျတော့အမြင်အာယုံကိုဒီဘက်ကိုကြည့်စေခြင်းတာလေဒီဘက်ကိုကြည့်ရင်သူ့ကိုဂုံတင်ပြီးပြောရတယ်ဘယ်လိုလဲကြည့်လိုက်အောင်နဲ့ခြေပမိုးကစပြီးမှဘာလဲအမေကြည့်စေခြင်းလို့နော်ဒီလိုလေးကြည့်စေခြင်းတာဒီလိုလေးခြေပမိုးကစပြီးနှစ်ဖူးတိုင်အောင်ဘာလဲရွှေငပြောတိုင်လေးလိုပဲတဲ့သူကလည်းရွှေငပြောတိုင်လေးဆိုမကုန်းမညောထွားမော့ရှွန်းဆူအလုံးအရက်ဖွင့်တင့်တယ်တဲ့ငါကိုကြည့်လိုက်ပါဦးသွေးထိုးပေးတာဟိုတယောက်ကြွလာသိလားမောင်ရင်မကြည့်ဘူးလေခက်တီတီနဲ့တူးနေဟုတ်လားအဲ့လိုမျိုးပြောပြီးတော့ခါကျတော့ချိုတာအေးချမ်းနေတဲ့ငါစကားတန်လေးတွေကိုလည်းသင်ခုကြားနေရပြီမလားအတန်လေးနဲ့မြူဆွဲတာဘာလဲယူပါယုံလေးနဲ့လည်းမြူဆွဲတယ်ရလားအဲ့လိုမျိုးလေးမြူဆွဲတယ်ဟာမြူဆွဲတော့ကျတော့ဟိုကနည်းနည်းတော့ကြည့်ချင်တယ်ဘယ်လိုလဲနည်းနည်းတော့ကြည့်ချင်တယ်
အဲ့ဒါနဲ့သူကလည်းအဲ့လောက်တခါကြီးတခါသူ့ကိုယ်သူလည်းပြောရောမောပြီးမှကြည့်လိုက်တယ်ဘယ်လိုလဲသူပြောတဲ့အတိုင်းပဲတကယ်လှလိုက်တာတဲ့ဖះလေသိလားဖះလောင်းကလေရွှေရောင်လေးကိုမုတ်ပြီးတော့လေခန္ဓာကိုယ်ကလည်းထွားပြီးတော့လေသိလားအရန်ကိုဟုတ်မှာပေါ့ပါရမီတော်တွေကအများကြီးနော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ချီးမြှောက်တဲ့အတိုင်းမှန်လိုက်တာတဲ့ဘာလဲဒါပေမဲ့သူဘယင်သားတော့မဖြစ်နိုင်ဘူးကောင်ကငါတူပြန်သူဘယင်သားတော့ဒါလုံးဝမဖြစ်နိုင်ဘူးဒါတော့ဂျင်းထဲ့တာပေါ့ကြီးတို့လို့ဆိုဟုတ်လားဘာတွေလာထက်ဂျင်းတွေလာထက်ဟုတ်လားအဲ့ဒါနဲ့ဆိုမသိကြအောင်ဆောင်ပြီးဆက်လုပ်နေတဲ့ခါကျတော့မှအဲ့ဒီမှာမင်းငါ့ကိုမထီမဲ့မြင်လောက်တာလားဘာလဲငါကအခုမင်းအလုပ်ကျွေးပြုတ်နေတဲ့မင်းရဲ့သားတော်လေယထမှုတုဏန္တာစင်စစ်ငါကမင်းကြီးရဲ့သားတော်လေမှန်တယ်ရလားမင်းကလည်းငါခမဲတော်ကိုမိပြီးအသက်မွေးနေရတာဖြစ်တယ်အဲ့ဒါကိုခင်ပွန်းဖြတ်ပြီးတော့အဆွေခင်ပွန်းဖြတ်ပြီးတော့ငါကိုကျင်းတူးမြုပ်မယ်ဆိုတာမတော်မတရားကြံတာဖြစ်တယ်ဘာလဲရလားအဆွေခင်ပွန်းဖြတ်ဘာလဲအဲ့ဒါလေးကိုပြောချင်တာနော်အဲ့ဒီမှာတရားဟောတာတိတ်ကောင်းတာပဲမြတ်စွာဘုရားဟောတဲ့တရားတွေတိတ်သဘောကျကိုကောင်းတယ်ဟောတာနော်ဘုရားလောင်းပေါ့နော်ယထမှုအကျဉ်သူသည်အကျဉ်တစ်ပင်အရိတ်ကိုခိုးဘူးဤဘာလဲထိုတစ်ပင်အခက်လက်ကိုမချိုးဖြတ်ရတိတ်တန်မှုရှိတာပဲလောကထဲမှာအဲ့ဒါကြောင့်စကလုံးတွေပေါ်လာတာအရိတ်နေအခက်ချိုးရတယ်နော်ဒါနဲ့မိဘနဲ့သားသမီးမှာမိဘကိုပြန်ပြောရင်ဘာကြောင့်သားသမီးကြည်နစ်နာရတယ်လို့ထင်ပါတယ်လေအရိတ်နေအခက်ချိုးဒါမလုံးနဲ့လေဟုတ်လားနားလည်လားနော်မိဘကဒီရိတ်ကိုပေးထားတယ်မိဘကပဲဒီခန္ဓာကိုယ်ကြီးကြီးထွားလာအောင်ကျွေးထားတယ်ရလားမိဘကပဲလူရယ်လို့ဖြစ်လာအောင်မွေးပေးထားတယ်အဲ့ဒါလူရယ်လို့မဖြစ်ခင်ကလေးကတတ်လိုက်ရင်လူဖြစ်ခွင့်အောင်ရှိမှာမဟုတ်ဘူးဒါကြောင့်မိဘကျေးဇူးဟာကြီးမားတယ်ဗျာဟုတ်လားအဲ့ဒါကြီးကိုမိဘရိတ်မှာခိုးမိဘကျွေးလို့ကြီးလားမိဘကိုပြန်ပြောကောင်းလားကောင်းလို့လုပ်နေကြပုံပေါ်တယ်အဆွေခင်မွန်းပြတ်တယ်ဘာလဲရလားအခုတော့ဒီအပင်အောက်မှာအရိတ်ကလေးခိုးဘူးရင်တော့ဒီအပင်ရဲ့တစ်ပင်တစ်ခတ်တွေကိုမချိုးဖြတ်ရလားတိတ်တော်ကြတယ်ဆန်လေးကနော်ခင်ပွန်းကိုပြစ်မှားရင်လူရုပ်မာတာဖြစ်၏တဲ့တိတ်တော်ကြတာပဲခင်ပွန်းကိုပြစ်မှားရင်လူရုပ်မာကိုနစ်နာဆုံးမကိုနစ်နာဆုံးမရလားအဲ့ဒီမှာအဆွေခင်မွန်း10ပါးကတို့ကြော့နေတဲ့ခင်မွန်းကြီး10ပါးဒါပေမဲ့အဲ့ဒီခင်မွန်းကြီး10ပါးထက်ဟောဒီမှာဒီတေမိမင်းမှာဆရာတို့ကမေတ္တာပို့အပ်သူ10ဦးဆိုပြီးမှမြတ်စွာဘုရားကဉာဏ်ရှိတဲ့လောက်ချဲ့ပြောတဲ့အခါမှာခင်မွန်းကြီး10ပါးနဲ့နည်းနည်းလေးကွဲလွဲမှုတွေရှိနေတယ်သိလားကွဲလွဲမှုတွေရှိရဲဆိုတာဆရာတို့ကပို့ပြီးသတိထားကြကောင်းတာကိုပြောချင်တယ်နော်အဲ့ဒါကို तू ကဆရာတို့ကခင်မွန်းကြီး10ပါးလို့ပဲပြောတာနော်မြတ်စွာဘုရားကဒီဇတ်တော်ထဲမှာအမြဲမေတ္တာပို့အပ်သူ10ဦးတဲ့ဘယ်လိုလဲဘာကြောင့်အမြဲတမ်းမေတ္တာပို့ရလဲဆိုတော့သူတို့ရဲ့ဂုဏ်ကျေးဇူးကကြီးမားလွန်းလို့ရလားအဲ့မှာနံပါတ်1တပ်ပင်ညုမြတ်စွာဘုရားဘုရားကိုမေတ္တာပို့အပ်တယ်လို့ဘုရားဟောတာဘုရားကိုမေတ္တာပို့ရမယ်လို့ဘုရားဟောတာကြည်တယ်ဟုတ်လားအဲ့ကြောင့်မလို့ဆရာလေးကလေမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဤမေတ္တာဓာတ်တို့ကိုကျွန်ုပ်ကဥထိတ်ဖြင့်ခံယူပါ၏ဆိုဘုရားရဲ့မေတ္တာလေးတွေကိုဥထိတ်နဲ့မလုပ်တယ်ခံယူတယ်နောက်ပြီးတော့ဘုရားကိုဖန်ခါကာတရိယနေတာကဘုရားကိုမေတ္တာပေးနေတာပါပဲဘုရားကိုဖန်ခါကာတရိယနေတာကဒါကြောင့်ဆရာလေးကအမြဲတမ်းစိတ်တာပါဗုဒ္ဓံတရဏံကိစ္ဆာမိဖယားကျေးဇူးမြင့်မို့ဦးအထူးကြည်အောင်ဆက်ပါမည်တရားကျေးဇူးမြင့်မို့ဦးအထူးကြည်အောင်ဆက်ပါမည်တန်ခကျေးဇူးမြင့်မို့ဦးအထူးကြည်အောင်ဆက်ပါမည်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခံတရဏံကိစ္ဆာမိအတ္တိလိုလေးတတိယနေ့တိုင်းမှာဘုရားကိုမေတ္တာပို့နေတာနဲ့တူပါတယ်ရလားနံပါတ်2ကပစ္စေကဗုဒ္ဓဖျငယ်မို့လို့ဖျားထဲမှာပဲပေါင်းလိုက်ပြီဘာလဲနံပါတ်3ကကိလေသာကုန်ခန်းပြီးတော့ယဟန္တာပုဂ္ဂိုလ်မြတ်
ရလားကိလေသာကုန်ခန်းပြီးတော့ယဟန္တာပုဂ္ဂိုလ်မြတ်ရလားအဲ့ဒါပြီးတော့မြတ်စွာဘုရားရဲ့လက်ဝဲရန်လက်ရရန်အက္ခတဝကမဟာတဝကအရှင်သူမြတ်များကအဲ့ဒါတန်ခါနုတ္တိမဟုတ်ဘူးလားနားလေလားဟုတ်လားဆိုတော့ဗုဒ္ဓတဏ္ဍကိစ္ဆာမိဓမ္မတဏ္ဍကိစ္ဆာမိသံဃာတဏ္ဍကိစ္ဆာမိကိုဆိုယုံတဲ့တို့ကိစ္စ၄ခုပြီးနေပြီအမြဲမြတ်တာပို့ရသူ10ဦးတွေက4ပါးကိုပို့ပြီးသားဖြစ်နေပြီနားလေလားနော်အဲ့ဒါပြီးတဲ့ငါကျတော့ဆရာတို့ကမြတ်စွာဘုရားရဲ့ခုနအက္ခတဝကမဟာတဝကတွေနော်၄ပြီးသွားပြီနော်အဲ့ပြီးတော့5ကအမိဗါတယ်လေ6ကအဖရလားဒါဆိုရင်တို့မေမေလဲအမေအဲ့ဒါနေတော့တချင်းမှန်နေတာမေမေလဲချမ်းသာပါစေဖေဖေလဲချမ်းသာပါစေပို့လားအိမ်မှာငုတ်တုတ်ကြီးထိုင်ပြီးကြီးတို့မပို့မပို့အမေနဲ့ဖေနဲ့ငုတ်တုတ်ကြီးထိုင်ပြီးတော့ဒီတော့မေတ္တာပို့တာလားဟမ်မေတ္တာရဲ့ပြောင်းပြန်ဘာလဲလဲမေတ္တာရဲ့ပြောင်းပြန်ဒေါသတွေပွားနာမလို့လဲလောက်ရမှာလားလှုပ်တဲ့နာလားလှုပ်တဲ့နာလားဟုတ်လားဟိုကမိဘမေတ္တာတရားနဲ့ပြန်လာတယ်ဘယ်ချိန်ရှိနေလဲပြန်လာဘယ်ချိန်ရှိอยู่လေခမကြီးပူပါခမကြီးပူပါသွားရမှာတော့ခင်ပွန်းပြက်တယ်သူရုပ်မာတယ်ဘာလဲဖျားဟောတာတော့သူဟောတာမဟုတ်သူပြောတာမဟုတ်သူကပြောတတ်ဘူးလို့လည်းသူများနောက်တစ်ခုနံပါတ်9ကပါလဲအရွယ်ကြီးခြင်းအမျိုးမြတ်ခြင်းပညာကြီးခြင်းအဲ့ဒါကိုပြောချင်တာဆရာလေးကသူခင်မွေး10ပါးမှာအဲ့လောက်အခြေချက်ပြီးမြတ်စွာဘုရားမပြောထားဘူးเนาะအခုကျတော့အသက်အရွယ်9ထက်ကြီးတဲ့ပုဂ္ဂိုလ်အပေါ်မှာမေတ္တာပြတ်ပြီးတော့တောင်းအော်မြောက်အော်ရင်သူ့ရောက်မှာအဲ့ဒါတော့ပြီးပြီညီတို့ဟုတ်လားကိုယ့်ထက်အသက်ကြီးတဲ့ပုဂ္ဂိုလ်ကိုလေးစားရမယ်ဘာလဲအိမ်ကအဖွားကပြောရင်ညီတို့နမှုမဆိုင်ဘူးအသက်ကြီးပြီဆိုပြီးတော့ပြစ်ထားလိုက်တာသူစကားတွေငါစကားနွားရတယ်ဟုတ်လားမလုပ်ဘူးလားလုပ်တာပေါ့ညီတို့အိုပယ်လုပ်ထားတာဗါလဲအိုပယ်အိုရင်ပယ်လိုက်တာဘာလဲရှာလားတဘောပေါက်လားနာရောလေလားအခုအိုပယ်လောက်ရမှာလားအဖိုးတွေဖွားနေတာလေးမှာခြေတုပ်လက်နဲ့လေးဘာလုပ်ပေးပြုတ်ပေးတောင်းရင်သာနဲ့တိချစ်လိုက်မယ်ရလားအဲ့ဒီလိုမပြုတ်ရင်ခင်ပွန်းပြတ်တယ်ဘာလဲသူ့ရုပ်မာတယ်ဘာလဲနားလေလားကိုတဲ့ အသက်အရွယ်ကြီးခြင်းရလားအမျိုးကြီးခြင်းကတော့အဲ့ဒါကတော့ရှေးတုန်းကတို့ဗြဟ္မဏတွေရဲ့ဝါဒမလို့နော်ဗြဟ္မဏဆိုသူတို့မြတ်စွာဘုရားကအဲ့ဒီခေတ်တုန်းကအဲ့လိုတွေရှိတာကိုတို့ဟုတ်တယ်မလားနော်အမျိုးဇက်နှိမ်နေတို့ဇက်မြင့်နေတို့သူတို့မှရှိတာဒါကြောင့်ထဲ့ဟောတာတို့တော်တော်မလို့ပါဘူးနော်ပညာကြီးခြင်းဗါတယ်လေလာပြီနော်ကိုယ့်ထက်ဉာဏ်ပညာကြီးတဲ့ပုဂ္ဂိုလ်ကိုမထီမဲ့မြင်မလို့ပါဘူးတဲ့ဗါတယ်လေကိုယ့်ထက်ပညာကြီးတာကကိုယ့်ရဲ့ဆရာလည်းပါတယ်လောကီဆရာကိုယ့်ရဲ့လောကုတ္တရာဆရာလည်းပါတယ်ရလားပညာကြီးတဲ့ပုဂ္ဂိုလ်ကိုမထီမဲ့မြင်လို့ရဘူးအဲ့ကြတော့လူတယောက်ကိုသွားပြီးတော့ဝဲနဲ့သွားအောင်နေနေဟိုကပညာဘယ်လောက်ရှိမှန်းမသိဘူးဟုတ်လားမဟုတ်လားတော့တွေ့ကြရလူကိုတော့မပြင်းမတင်တော့ဘူးဘယ်လိုလဲတော့ဟုတ်တယ်မလားနော်အဲ့ဒါပြီးသွားလို့ရှင်တီလကိုထက်ကြီးမြင်တယ်လူတဲ့ဘယ်လိုတဲ့တော့ဟုတ်တယ်မယတာကိုပြန်တောင်းမယ်ဘာလဲမယတာဝါကြီးတယ်နော်မယတာကဝါကြီးတယ်နော်သီလကညီဟောဒီဝတ်မဝတ်ခင်ကြရသူဝတ်လာတာနော်ရလားနားလေလားနော်သီလအဖြစ်ကိုထက်တာနေတဲ့လူနော်အဲ့ဒါနဲ့ပြောပြအောင်မယ်ကိုရင်လေးတပတ်ဒုစီပြေးလာပြီးတော့ခမနာကြော့တာကိုရင်မကြော့အောင်ကိုရင်ဆိုတာဆရာလေးကိုမကြော့အောင်ဗါလဲသူကပြောတာနော်ကိုရင်ဆိုတာဆရာလေးကိုမကြော့အောင်တော်လည်းမျက်လုံးဝိုင်းလေးနဲ့ကြည့်တယ်သိလားဘာလို့တော့ဘာလဲကိုရင်က10ပါးတည်လာမို့လို့ဆရာလေးက9ပါးတည်လာမို့လို့ဘာလဲကိုရင်လေးက10ပါးတည်လာမို့လို့ဟုတ်လားနော်ဆရာလေးကဗါလဲ9
ကိုဘာတီလာမို့လို့ဆရာလေးကပဲကြောက်မှာကိုရင်ကမကြောက်အောင်ဆိုတော့ကျတော့ကိုရင်ကထက်ကြောက်တာဗါလေထက်ကြောက်အဲ့ဒါနဲ့ဟဲ့ကိုရင်ဘာလို့ဒါတော့လို့အဲ့လိုမျိုးလဲပြောကိုရင်တီလာကြောင့်မကြောက်အောင်လို့ပြောနေရနေလို့အဲ့လိုမျိုးပြောတာသိလားအပြောတဲ့ခါကျတော့ကိုရင်ကဘာပြောလဲဆိုတာတီလာမှမရှိတာလေတာဘာမှမရှိရလေဟုတ်တော်အေးကိုရင်လေးတီလာမလုံဘူးလားဆိုလုံမဘူးတဲ့ချစ်စရာလေးတီလာအဲ့ကိုရင်ဘယ်သူထင်းနေလဲဦးမကျောင်းဘုံဘုံကြီးရဲ့မြည်နေချစ်စရာလေးတီလာအော်သူအမှန်တိုင်းတော့ပြောရှာတီလာမှာလုံမဘူးတဲ့အဲ့နဲ့တို့လည်းအိမ်မလုံရင်ကြောက်လိုက်ဆိုပြီးတော့ကိုကတိတ်တိတ်ကလေးနေစိတ်ထဲကနေပြီးတော့မှသူမေတ္တာပို့နေရတယ်ဟုတ်လားနော်တီလာအဖြစ်ကြီးမားတဲ့ပုံကိုယ်တွေကိုဂါရောစာနိဘာရောစာရှိရမယ်ဟုတ်လားတမာတိအားဖြင့်ကိုထက်ကြီးနေတဲ့ပုံကိုယ်ကိုသူတမာရီကဘယ်လောက်ရှိမှမသိဘူးကိုတမာရီကပြင်ဘယ်လောက်ရှိမှမသိဘူးအပေါ်ယံနေသွားဆုံးဖြတ်လို့မရတော့ဘူးနော်ဘသူမှသွားပြီးမပြတ်မနဲ့နော်ဗါတယ်လေအခုတရားစခန်းမှာဆိုပို့ဆိုးတယ်ဗျာအတွင်းသားတွေကိုမသိရဘူးအတွင်းအားတွေကိုဘသူမှမသိရဘူးဟုတ်လားအပြင်အပေါ်ရန်နေနဲ့တွားပြီးတဲ့ခါကျတော့မှနေမဲငဆတွေတွားပြီးမလုတ်တင်ဘူးသူရောကိုရောတရားတွေအားထုတ်နေတာဒီအချိန်မှတွေကနဲတာမဟုတ်ဘူးရလားအဲ့ဒီအချိန်ကြီးမှတွားပြီးပြမရင်တွားမှာဂျွန်းပြန်ပြီးတွားမှာရိုးရိုးတွားမှာမဟုတ်ရလားသိသွားပြီလားအဲ့ဒါဒကာကြီးတယောက်ရှိသေးတယ်ဒါလည်းဒကာလည်းပြောတာဒကာကြီးတယောက်ရှိတယ်ဒကာကြီးကဆရာလေးကိုအဲ့တုန်းကကြော့သွားဆရာနဲ့တရားတွားဟောတာသိလားတရားတော်ဟောတဲ့အိမ်မှာတွေ့တဲ့ခါကျတော့ तू ကကြော့တော်တဲ့ခါကျတော့နောက်တစ်ရက်ကျတော့ तू ကလာတယ်ဒါပြီးတော့ဆရာလေးဖျာအေးတပည့်တော်ဟိုတနေ့ကရောင်ပြီးကြော့မိတယ်ဗါလဲတော့ပြန်နှုတ်ပေးရမလို့ဖြစ်နေတပည့်တော်ဟိုတနေ့ကဘယ်လိုလဲရောင်ပြီးကြော့မိတာတဲ့သူများတွေကလည်းကြော့တော်တယ်တပည့်တော်ကလည်းရောင်မှားနဲ့ကြော့မိတာတပည့်တော်ငရဲကြီးသွားပြီထင်တယ်ဖျာတဲ့ဗါလဲလေစလာစာယောက်ျားကြီးဝါရတွေစလာဘယ်လိုလဲအဲ့ဒါနဲ့ဆရာလေးကဟုတ်တလားတခါကြီးဒါတခါကြီးထုတ်တယ်ပြရတယ်တပည့်တော်ငရဲကြီးသွားပြီထင်တော့အဲ့ဘယ်လိုပြန်လုပ်ရမလဲတဲ့နော်ဘယ်လိုပြန်လုပ်ရမလဲအဲ့ဒါနဲ့တခါကြီးဒီမဲ့တခါကြီးဘယ်နှပါးတည်လာတော့ဘာလဲတခါကြီးဘယ်နှပါးတပည့်တော်၅ပါးပါငါလုံးသလား၅ပါးတော့လုံးသလားမလုံးပါဘူးဗျာအေးငါ9ပါးဘာလဲတော့9ပါးတော့တော်တော်ကြာနေပြီဟေးလို့9ပါးတော့နောက်တစ်ခါတခါကြီးတမာတိဘယ်လောက်ရှိတမာတိသိလားတမာတိတော့မသိဘူးဘာလဲတော့တမာရီဆိုတာအေးငါစရုပ်ထဆံရပြီးသွားပြီနော်တခါကြီးပညာရှိတယ်ပညာဝိပဿနာပညာကိုမေးတာဘယ်လိုလဲတော့ခေါင်းလေးကုတ်သိလားခေါင်းလေးကုတ်အေးတို့ကဟောဒီပြိဿတပုပ္ပကြီးကိုဘယ်ချိန်ကြည့်သိတာဟဲ့ဘာလဲဘယ်နှခါဟောမထက်တာဟဲ့ဘယ်လိုလဲဟုတ်လားအဲ့တို့ကအဲ့လိုပြောလိုက်တာပညာအဲ့ဒါဘာလဲပညာအဲ့ဆိုဒကာကြီးဒီလားလဲဆရာလေးလားမရှိတမာရီလည်းဆရာလေးလားမရှိပညာလည်းဆရာလေးလားမရှိဘူးမို့လားလို့ပြောတော့မျက်လုံးလေးပုတ်ကအေးမရှိကြော့သွားမရှိကြော့ထက်ကြော့သွားဘာလဲလေထက်ကြော့သွားကြော့တဲ့အကျိုးကြော့တဲ့လူရတာကြော့ခံရတဲ့တို့မရဘူးတို့ဘယ်နှပြားမှမရရလားကြော့တဲ့အကျိုးကိုကြော့တဲ့ပုဂ္ဂိုလ်ရတာမှတ်ထားနော်ကြော့တဲ့အကျိုးကိုကြော့တဲ့ပုဂ္ဂိုလ်ရတာကြော့ခံရတဲ့ပုဂ္ဂိုလ်ရတာမဟုတ်ဘူးဘာလဲလဲဖေးရပြောတယ်သီလားကိုရှိမှတဲ့သီလားမလုံးတဲ့ဘုန်းကြီးတစ်ပါးပါးကိုတွေ့ပြီဆိုရင်လည်းသမီးအတင်းသာထိုင်းကြော့တယ်ဘာလဲဖေးရလေသီလားမလုံးတဲ့ပုဂ္ဂိုလ်တွေ့ရင်ဘာလဲလဲအဲ့လိုအတင်းထိုင်းကြော့ခြင်းအဖြစ်နဲ့သမီးရတဲ့မာနတွေနေလာမယ်ကိုအတွက်ကောင်းတယ်နော်ကိုအတွက်ဘာလုပ်လဲမာနတွေဟိုဘုန်းကြီးကသူ့ကိုကြော့တဲ့အခါကျတော့ဟာသူတောင်ကြော့တယ်ငါကောင်းနေမှရမယ်ဘာလဲလဲအဲ့လိုဖြစ်သွားလိမ့်မယ်တဲ့ဖေးရတင်ထားတာရလားဟုတ်တယ်ဗျတကယ်လည်းဟုတ်တယ်ဗျအဲ့ဒါတခါတော့ကတီလာမလုံးဘူးအဲ့ဘုန်းကြီးတပါးကိုကလည်းအဲ့ဒါနဲ့အော်ဖေးကြီးပြောတဲ့အတိုင်းပဲနားထောင်နေသူ့အသွားတစ်ခါပြန်တစ်ခါကြော့တာဘယ်လိုလဲသွားတိုင်းကြော့တယ်ပြန်တိုင်းကြော့တယ်သူဘာပြောလောက်နေချီပြောလေးစားစားနားထောင်တာသိလားနောက်ကျတော့မကြဘူးသူလာပြောတယ်ဆရာလေးရဲ့တပည့်တော်အရင်တော့တိတ်ပြီးတော့တီလာမလုံးဘူးတဲ့နေချင်းတလို့နေတာတဲ့ဘယ်လိုလဲနေချင်းတလို့နေတာတဲ့တခါတရံကြလဲခလေးတွေနဲ့ကင်းမီကောက်ထောင်ဆော့ကျင်လဲဆော့နေရတဲ့ဘုန်းကြီးကဒီအဲ့လိုပြောပြီးတော့ကျတော့ဆရာလေးရတဲ့အခုကျတော့တဲ့အဝင်တစ်ခါအထွက်တစ်ခါကြော့တော့တယ်မဖြစ်ဘူးတဲ့ငါကြီးညိုတဲ့လူရှိတယ်ဆိုပြီးတော့မှဗါလဲတော့
ငါကြည်ညိုတဲ့လို့ရှိရင်ငါကောင်းကောင်းနေမှာဆိုပြီးတော့အဲ့လိုထိမ့်သိမ့်ရင်လည်းဆရာလေးကြောင်းနဲ့တပည့်တော်ဝင်းကြီးတွေတောင်တက်လာတယ်ဘာတွေလဲဟုတ်တယ်အဲ့ဒါမေးကြည့်ဆရာလေးကြောင်းကိုဘယ်လိုပုံကိုပဲလာဆရာလေးကအမြဲတမ်းဘယ်လိုလေးနေရတော့ဆိုဒီလိုလေးနေတာဒီလိုလေးရလားအဲ့ဒါအကုန်လုံးကိုဘာလို့စေချင်လို့လဲသူတို့တွေတိုးတက်စေချင်လို့လေဟုတ်လားသူတို့ကိုသူတို့ဘာလို့စေချင်လို့ဆိုတော့ပြုပြင်စေချင်လို့ပေါ့အားလုံးနော်ပြုပြင်စေချင်လို့ကြောတာလည်းရှိတယ်တန်ခါကုံကိုရည်မှန်းပြီးတော့မှယူတည်တမှုပြုတာလည်းရှိတယ်အမှန်တရားပြောဆရာလေးကကိုရင်ပေါက်စနလေးအစားမထီမဲ့မြင်မလုပ်ဘူးကြားလားတခါလေးတို့เจ้าမလေးကိုရင်ပေါက်စတွေလေးအိမ်မှာပြောင်းဆန်းပြီးတော့ဆော်တာဘလို့မှမနိုင်ဘူးငါစိတ်ဆင်းရဲတာအဲ့တော့ကိုတရားအတိရလဲအဲ့လောက်မရင်ကြဘူးဒီကောင်လေးနဲ့ငါဘလို့နေရမလဲเจ้าလေးကိုလည်းဇောက်ထိုးတွေလုတ်ထားတာသိလားအဲ့ဒါလေးအဲ့လိုမျိုးဆက်ခါကျတော့ငါပြောင်းဆန်းနေတာဒီကောင်လေးကိုငါဘယ်လိုလုပ်ရမလဲဆိုပြီးတော့မှအဲ့ချိန်မှာကလေးစကန်တစ်ခုမှလေအဲ့ကိုရင်နေနဲ့ငါနဲ့ပြောင်းနေဆန်းတော့ကျတော့နောက်ကျတော့ငါဘာလုပ်လဲဆိုတော့ကိုရင်လေးပြောရင်နားထောင်လားအဲ့လိုអော်တော့ကိုရင်နေကနေပြီးတော့ငါလှုပ်တော့မယ်ထင်နေတာဘာလဲအဲ့မှာငါလည်းပြေးသွားတာသူတို့စီကိုပြေးသွားတော့သူတို့လည်းကြောက်တာငါလာပြီဆိုတော့ငါစော်တော့မဆိုပြီးပါလို့တာလေသူတို့နားရောက်မှငါဒူးကြီး၆ပြီးကြောတာလေးဘက်ကုန်းပြီးတော့အဲ့မှာကိုရင်ကငိုတာတော့ဘယ်လိုလဲတော့ဝါကြီးအဲ့လိုမကြောပါနဲ့တော့မကြောအဲ့ဒီအစားကြီးလိမ်မာတော့အဲ့ဒီအစားကြီးဘာလုပ်သွားလဲဟုတ်ပါဟိုတနေ့ကတော့ဟုတ်တယ်လေမျိုးလုံးကြီးပြူပြီးတောင်းညံ့တာဘယ်သူမှထိန်မရဘူးအဲ့နဲ့သူ့ခန်းထဲကငါပြေးသွားတာအဲ့ချိန်မှာစွန့်ပိုးတဲ့လူတွေကဆရာလေးသွားစော်တော့မှထင်းနေတာဘယ်လိုလဲတော့ဒုတ်တာကိုသွားပြီးဘာလုပ်တော့မှလဲဘယ်ဟုတ်မှလဲဟိုရောက်တဲ့ခါကျတောင်းမှန်ပါတယ်ဖေဟာတပည့်တော်ကိုတနာရင်မတောင်းချမ်းပါနဲ့ဖေဟာမေးကြည့်အဲ့လိုကြီးငါသွားကြတော့လားရလားချိန်လေးကလွန်းနေပြီနော်ညီတို့ဆက်ကြလိုက်မယ်10ယောက်လေးတော့ပြီးအောင်နော်ဒါဆိုရင်ခွန်ထိရောက်သွားပြီနော်ခွန်ထိရောက်သွားပြီအဲ့ဒါကြောင့်သီလသမာဓိပညာကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေကိုဂုံကြောင့်အလေးမြတ်ပြုတင်တယ်နော်သူတို့ရဲ့ဂုံကြောင့်ဗါတယ်လေအလေးမြတ်ပြုတင်တယ်အဲ့ဒီပုဂ္ဂိုလ်တွေကအလေးမြတ်ပြုအပ်တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်ဒါအလေးမြတ်ပြုအပ်တဲ့ပုဂ္ဂိုလ်တွေအပေါ်မှာအလေးအမြတ်မပြုခြင်းသည်သူရောက်မှာဗါတယ်လေပြီးကုန်ဘုံလုံးသူရောက်မှာဖြစ်ကုန်ဟုတ်လားကဲဆက်ပြီးတော့သားမယ်နံပါတ်8ကအကျိုးအကြောင်းအစိုးအကောင်တွင်တင်ပြတာဆုံးမပြီးတဲ့ဆရာသမားရလားနံပါတ်9ကတော့အဲ့ဒါလေးကဆရာလေးတို့လေဟိုချက်ထဲမှာကြတော့ဒီလောက်ထိမပြည့်စုံဘူးလို့ထင်တယ်နော်ခင်မုန်းကြီး10ပါးကိုဖွဲ့ဆိုချက်ကလေဒီမှာကျတော့ तू ကထမင်းအဖျော်အဲ့ရနေရအဝတ်ပစိုးတစုံတစ်ခုတော့ပစ္စည်းလေးကိုတောင်ပေးဘူးသူတဲ့ဟာပြီးသွားပြီအဲ့မှာပြီးသွားပြီညီတို့အကုန်လုံးပြီးသွားဟမ်မိဘတွေကိုဘာလို့မပြစ်မတဲ့ညီတို့ထမင်းကဘယ်နဲ့မှမသိဘူးကြွေးထားချော်ရီကဘယ်နဲ့ချိန်မှမသိဘူးတိုက်ထားဟုတ်လားမဟုတ်ဘူးလားအခုကထမင်းလေးတစ်ခါကြွေးဘူးရင်တော့ဖြော်ရည်လေးတစ်ခါလာကပ်ဘူးရင်တော့ပြီးပြီနော်အဲ့ရနေရလေးကိုငားပေးရင်တော့နော်ပြီးကုန်ပြီနော်ဟုတ်လားဟိုကငားတာမဟုတ်ဘူးညီတို့အိမ်မှာမိဘတွေကလကားဝဲပေးထားတာညီတို့ဝင်ခေါင်းနေနဲ့လကားရထားတာဟုတ်လားမဟုတ်လားနော်အဲ့ဒါပြီးတော့အဝတ်ပစိုးတစုံတစ်ခုလေးပေးဘူးသူဗါတယ်လေအဲ့ဒီမှာကြုတ်ကောင်းကြီးကလေဒီလိုချားလက်ပဲရမ်းတော်တာပဲဘာလို့တော့တို့ကလည်းအများကြီးလူတာတွေယူထားတာသူများလူတာတွေအမလေးပြာကျေးဇူးရှင်တွေအများကြီးပါလားဘယ်လိုလဲတော့ဟာကျေးဇူးရှင်တွေကိုကျေးဇူးဆက်ဖို့ဟုတ်လားကျေးဇူးရှင်တွေကိုအဲ့မှာတို့ကလည်းတရားတွေဟောရတာပဲဟေးဒီကျေးဇူးရှင်တွေအများကြီးပဲရလားသဘောပေါက်သွားပြီလားဟောအဲ့လိုမျိုးဆိုတော့တို့ဒါကြီးကတော်တော်ထိတ်လန့်စရာကောင်းတယ်နော်ထိတ်လန့်ကြမကောင်းလားအဲ့ဒီပုံကိုယ်တွေအပေါ်မှာတို့သွားပြီးတော့စိတ်ကလေးနဲ့ပြမမိရလားခင်ပွန်းပြတ်ဗါတယ်လေလူရောက်ပြီးနံပါတ်10သူခတ်သိန်းတို့ကိုကုသိုလ်တရားပွားများစေခြင်းကတရားဟောပေးနေတဲ့ပုဂ္ဂိုလ်ကိုရောပါတယ်တော့ရလားအဲ့ဒီပုဂ္ဂိုလ်အပေါ်မှာလဲဗါလဲခင်ပွန်းလည်းမဖြတ်ရဘူးနော်ဟုတ်လားအဲ့ဒီပုံကိုယ်တွေကိုမြတ်စွာဘုရားကအမြဲမေတ္တာပို့တာအပ်သူတဲ့ဘာလဲလဲ
နားလည်သွားပြီလားဒါဆိုတို့မေတ္တာပို့တဲ့အခါမှာအဖေအမေလည်းမချမ်းခဲနဲ့ပညာပေးခဲ့ဦးတဲ့ပုံကိုယ်တွေကိုလည်းမချမ်းခဲနဲ့ရလားထမင်းတစ်လုံးရေသမုတ်ကအစားတိုက်ဖူးတဲ့ပုံကိုယ်တွေကိုမချမ်းခဲနဲ့အားလုံးကိုတာတူညီမျှသောမေတ္တာတရားတွေဘာလို့ပါစေစီးစင်းပါစေရလားအဲ့ဒါကြောင့်ဆရာလေးကဟိုတနေ့ကပြောတယ်မလားဟိုတနေ့ကမပြောဘူးလားသူကပို့ချမ်းသာလို့သူ့ကိုပို့ပြီးမေတ္တာပို့ငါလာမလုံးနဲ့ကြိုက်တဲ့လူသွားလုံးဟုတ်လားမပြောခဲ့ဘူးလားရေတမုတ်တိုက်ဖူးရင်တော့ကျေးဇူးရှိတယ်။ဘာလဲလဲ။သဘောပေါက်လား။သွားပြီဆိုကားရင်တို့သွားရမှာလေ။တို့သွားရမှာတို့လေးဘက်ကြီးသွားရမှာ။ဟုတ်လား။သဘောပေါက်သွားပြီလား။နော်။အဲ့လိုမျိုးဆိုတော့ကျတော့သမင်းတစ်လုံးရေတက်စောက်မှမကြွေးဘူးတဲ့လူတွေရော။လာပြီလေ။သမင်းတစ်လုံးရေတမုတ်မှမကြွေးဘူးတဲ့သူတွေကိုရောလို့တွေးလိုက်ရင်တန်တရားကြီးကတအားရှည်ခဲ့ပြီဖြစ်တဲ့အတွက်ရလားတန်တရားတစ်လျှောက်လုံးမှာထမင်းတစ်လုံးမှရေတမုတ်မှကိုနဲ့မတိုက်ဆိုင်ဘူးတဲ့သူဆိုတာမရှိတော့ပါဘူးမရှိတော့ပါဘူးဟိုတီတီလေးအားစားမပြတ်မတင်ဘူးနော်နားလေလားသိသွားပြီလားအကုန်ကြောက်သွားတာငါတော့ဘယ်သူမှမပြတ်မရဲတော့ဘူးဘယ်လိုလဲတော့ဒီလူတွေကြည့်လိုက်လို့ရှင်တယ်သူတို့တစ်ချိန်လုံးကတဘောမှာတော့ငါကျွေးခဲ့မှာပဲရလားအဲ့တော့ဒီအဝဒကောင်းကောင်းမွန်မွန်လိုက်နာမယ်ဆိုရင်တော့တို့ဘယ်သူ့ကိုမှစိတ်ကလေးနဲ့တော့မပြမဝင်းတော့ပါဘူးရလားဆိုကာယကံဝစီကံမနောကံမှုတွေလုံခြုံလာပါလိမ့်မယ်ပို့ပြီးတော့လေရလားအဲ့ဆိုတော့ဒီအဆွေခင်ပွန်းကိုဖြတ်ပြီဆိုလို့ရှိရင်ပစ္စုပန်မှာရောတန်တရားမှာရောရရှိမဲ့ကျိုးတွေစိုးကျိုးတွေမိုက်ဖြစ်တဲ့မဲ့အရာတွေကိုဆက်ပြီးတော့မြတ်စွာဘုရားဟောမှာဖြစ်တဲ့အတွက်မနေ့ပြန်လာခဲ့နော်ချိန်စေတဲ့အတွက်တော်ကြအောင်ဆိုဝဆတာမနတာစေဝဝနာမိတိတထာဂတိတယနေအာတနေဌာနေဂမနေစာပိတဗရာအဟံကျွန်ုပ်သည်ဧတိတထာဂတိထိုရှင်တော်မြတ်ဖရာတို့ကိုတယနေစာအိတ်သောခါ၌၎င်းအာတနေစာထိုင်သောခါ၌၎င်းဌာနေစာရသောခါ၌၎င်းကမနေစာပြီးသွားသောခါ၌၎င်းတဗရာနိယောညင်ပါအခါခတိဝဆတာစေဝနှုတ်ဖြင့်၎င်းမနတာစာစိတ်ဖြင့်၎င်းဖေနာမိရှိခိုးကြောပါ၏ဒုက္ခပတ္တာစာနေဒုက္ခဘယပတ္တာစာနေဘယတောကပတ္တာစာနေတောကဟောတုတပိပိပါဏိနောဒုက္ခပတ္တာဆင်းရဲဒုက္ခရောက်၍နေကြကုန်သောတပိပိအကျွင်းမဲ့ဥတ္တောအလုံးစုံလည်းဖြစ်ကြကုန်သောပါဏိနောတိုင်းသူပြည်သားမြန်မာနိုင်ငံသူနိုင်ငံသားတတ္တဝများတို့သည်နေဒုက္ခစာဆင်းရဲဒုက္ခကင်းဝေးကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်သတည်းဘယပတ္တာကြောင့်လန့်မအေးဘေးအပေါင်းသို့ရောက်၍နေကြကုန်သောတပိပိအကျွင်းမဲ့ဥတ္တောလုံးစုံလည်းဖြစ်ကြကုန်သောပါဏိနောတိုင်းသူပြည်သားမြန်မာနိုင်ငံသူနိုင်ငံသားတတ္တဝများတို့သည်နေဘယာစာကြောင့်လန့်မအေးဘေးအပေါင်းမှကင်းဝေးကြကုန်သည်လေဟွန်တုဖြစ်ကြပါစေကုန်သတည်းတောကပတ္တာဆိုရင်ကြောင့်ကြပြပါရသို့ရောက်၍နေကြကုန်သောတပိပိအကျွင်းမဲ့ဥတ္တောအလုံးစုံလည်းဖြစ်ကြကုန်သောပါဏိနောတိုင်းသူပြည်သားမြန်မာနိုင်ငံသူနိုင်ငံသားတတ္တဝများတို့သည်
နေတော်ကစားကြောင်းကြမလင်းဆိုရင်ကြည့်မရှိကြကုန်သည်လေခွန်တူဖြစ်ကြပါစေကုန်တည်းတာဒုတာဒုတာဒုဤသို့ပြုရာမြတ်ပုံညကြောင့်ဟံမြတ်ကိုရာဒေါသလောင်မီအလိုကြည်လောပါတိနေဟာအချင်းမချင်းလင်းမုံအလုံးစုံသောကိလေသာဤအပြစ်တို့မဖြစ်ရပါလို့ငါကိုကြောင်းနာသူတို့မှလင်းနှဖျားကိုစိတ်တစိမ့်စိမ့်များဆင်းရဲဒုက္ခမဖြစ်ကြပါစေနှင့်ငါကိုယ်တိုင်ငူအနာကင်းကွာချမ်းသာစွာဖြင့်သုံးရတိတ်ခါသာသနာကောင်းစွာအားထုတ်ပြီးမြောက်ချီးမြှောက်ရပါလို့ဤကုသိုလ်ဤကောင်းမှုဤတောင်းစုဤစေတနာစုတို့သည်ဝင်းချင်းတကိုဤအဝဝဲပဲ့တင်တမြရိုက်ခတ်ကြလျက်အမိအဖအဖိုးအဖွာဆွေမျိုးညာတီဆရာသမားကိုဆောင်နှမြကျောင်းဆောင်နှမြအိမ်ဆောင်နှမြရွာဆောင်နှမြမျိုးဆောင်နှမြနေဆောင်နှမြအစထား၍တထရထဝိရုရကဝိရုပခကုဝေရနှင့်ရှမယာသာတကြပြမအိနာဘုံမာအာကာသနထူမ၍နခါခလုံးဂုံမယခကန္တပနှင့်ဝိစာစောကြည်တပတိမှာဘုံ31ဖြစ်ဖြစ်သမျှဝိနေယတို့ကိုယ်စိတ်ငြိမ်းချမ်းရှင်လန်းကြသည်နိတ္တကြသည်ကြသည်ကြသည်ဖြစ်ကြပြီဝမ်းရှင်ပြောသာရုခေါ်၍ကုသိုလ်အမြကိုစီကိုငါပြည့်ပြည့်ဝဝရရှိကြပါစေကုန်ကုသိုလ်အမြယူတော်မူကြပါကုန်လုံးသာဓုသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လုံးသာဓုကုသိုလ်အမြယူတော်မူကြပါကုန်လုံးသာဓုအောင်လက်ခဏအောင်စကြဖြင့်ငါဗျာမန်ဟုတ်ရတဘုံကိုဘုံငုံချခင်အောင်ကျွန်းဖွင့်၍အောင်ပလင်သာအောင်မြင်ရဟုအောင်ချဘူးမိအပရာစီ၌ဘောရိညွန့်လူအောင်တော်မူ၍အောင်သူရှိသွားအောင်ဖယားသည်အောင်အားကိုရှာဘုရားတပည့်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတတဝါများတို့သည်ချမ်းသာရှိရှုအောင်စေမှုဖြင့်မဟုဗေဒံယမန်ခသိမ့်ကင်းပြောင်းငြိမ်းအောင်ကိစ္စင်ကအောင်ချမ်းသာကိုဖွေးရှာအောင်စုစေရတုသည်ကြောက်ထီထံတုသာသနာပြုနိုင်ကြပါစေကုန်တည်းသာဓုဘေးရန်ကင်းကွာစိတ်ချမ်းသာရလူသောဆန္ဒတွေပြည့်ကြပါစေမိမိအကျိုးအများအကျိုးသာသနာတော်မြတ်ကြီးအကျိုးကိုစားရတိုးရတဲ့ဘိုးဆောင်ရနိုင်သောအရိယာသူတော်စင်သူတော်မြတ်များဖြစ်နိုင်ကြပါစေ